မင်္ဂလာပါရှင် Listen Oreo 2 channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ယနေ့ဖျက်ပေးသွားမယ့်အကြောင်းအရာလေးကတော့အာသာမာရီယာလေးရေးသားထားတဲ့အိမ်မက်ဆိုင်ဆိုတဲ့စာအုပ်လေးတွေကဒုတိယပိုင်းကိုဖျက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရာသီဥတုကအေးစိတ်နေတယ်စိတ်နေအောင်အေးရမျိုးချမ်းသာမျိုးမဟုတ်ဘဲနဲ့စိတ်နေတာအရေးပြားအောင်အလွာတဲ့အထိအေးတက်ကစိတ်ဝင်နေခဲ့တာမိုးကဖိုးဖွေးလေးကြနေတယ်တကယ်ကိုဖိုးဖွေးလေးမိုးဆက်တွေဟာခက်မြင့်မြင့်ကျနေတဲ့နှင်းဆက်တွေနဲ့တူနေတယ်နှစ်ခုလုံးကတော့အေးတာပါပဲမင်းရင်ခွင်တွေကຫນွေလိုက်တာလေကျွန်တော်ရင်ခွင်နေတဲ့ပိုတိုးဝင်လာရင်မကပြောတယ်မကိုချစ်တဲ့စိတ်တွေကတကူလုံးပြည့်နေတော့အဲ့ဒီစိတ်ကြောင့်နှွေးတာနေမယ်အမလေးစာရေးစရာပေါက်စာရဲ့အသာလောက်ပါကွာတကယ်ပြောတာမရဲ့လင်းဘလောက်လွမ်းနေလဲသိလို့လားပြောကြည့်လေလင်းမင်းကိုဘလောက်လွမ်းနေလဲလွမ်းတဲ့စိတ်ကိုယူနစ်တစ်ခုထားလိုက်ကွာတယူနစ်ကိုခြေတလန်းစာနဲ့မနဲ့နီးရမယ်ပဲထားလိုက်ရန်ကုန်နဲ့ပြုံးလင်းကိုတနေ့9ခေါက်လောက်ကူးကြည့်တန်းကြည့်လုံနေလို့ရတယ်အေးပါငွချွဲလေးရဲ့ကိုလဲမင်းကိုအရန်လွမ်းနေတာပါချစ်ဖို့ကောင်းလိုက်တဲ့ငှလင်းလေးမကကျွန်တော်စပင်းနေထိုးဖွားရင်ရီရီမောမောပြောတယ်ကျွန်တော်ကရီမောနေတဲ့မကိုဆွဲဖက်ထားလိုက်တယ်မရဲ့ကြောပင်တွေကိုလက်သေးနဲ့ဖွားဖွားရှောက်ချရင်ငုံကြည့်တော့မဟာကျွန်တော်ရင်ခွင်ထဲမှာမျက်စိကိုမိတ်ထားတယ်ပင်ပန်းသွားပြီလားမမဟာညီးသလိုမျိုးဖြေတယ်ခဏကြာမှာတော့မဟာကျွန်တော်လက်မောင်းပေါ်မှာနေချိုင်ချိုင်အိပ်ပျော်နေခဲ့ပါပြီမမနိုးအောင်အသာထားရင်ဆေးလေးတလေးကိုမိညစ်ဖြစ်တယ်တောက်လက်စဘီယာဘူးရဲ့ရတာကရေခဲတစ်တာထဲမှာထားရမဟုတ်တော့အေးဆက်နေတော့မှာပဲခါတက်တက်အိမ်မြမှုတွေဟာအစာအိမ်ထဲရောက်သွားတဲ့အချိန်ရေငတ်တာတက်တာသွားသလိုပဲရွာနေတဲ့မိုးဟာလုံးဝတိတ်သွားခဲ့ပြီဒါပေမဲ့အရေးအယောင်နဲ့အေးစိတ်နေတဲ့ခန်းစားချက်ကိုရတော့မယ်ကြည်လင်စကောင်းကင် secret တလိပ်အိပ်ပျော်နေတဲ့မှအရာရာဟာအတိတ်ပဲပြေးဝနေခဲ့တယ်ပြေးဆုံနေတာမျိုးမဟုတ်ပေမဲ့အတိတ်ပဲရှိနေခဲ့တာတစ်နှစ်မနဲ့ကျွန်တော်တွဲခဲ့တာတစ်နှစ်ကျော်ခဲ့ပြီမဟာတော်တော်လှတယ်ခါးလေလောက်သပင်တွေကိုအမြဲဖြန့်ချထားတတ်တယ်ဂျင်းပန်နဲ့ရှက်အကွက်တွေကိုအဝတ်များတဲ့မဟာတော်တော်လန်းပါတယ်တခါကျွန်တော်ကိုကလေးလိုဆက်ဆံတာကလွယ်ရင်လည်းတော်တော်ချစ်တယ်ကျွန်တော်ရန်ကုန်မှာကျောင်းတက်နေတော့မနဲ့တွေ့ခဲ့တာကျောင်းပြီးလို့ပြုံးလွင်မှာကျွန်တော်တာဝန်ကြတော့မနဲ့ပိုဝေးမသွားပါဘူးမရဲ့လောက်ကရန်ကုန်မှာအများအဖြစ်တော့မပဲကျွန်တော်စီလာတာများတယ်တစ်လတစ်ခေါက်တခါတလေနှစ်ခေါက်ပြုံးလွင်ရဲ့ရာသီဥတုကိုကျွန်တော်ရောမရောသဘောကျကြတယ်လေတောက်ကြညာတွေကိုကျွန်တော်အဲ့ဒီကလေးကချစ်တက်နေခဲ့တာမရဲ့အလားကိုပြုံးလွင်မျိုးရဲ့အလင်းဆိုင်တွေကကျွန်တော်စောင့်ခဲ့ရတာမဟုတ်လားနင်းနေရဲ့ပြီးတော့ခီးဆောင်အိတ်လေးဆွဲထားတဲ့မရဲ့မလို့ခေါ်နေပေမဲ့တကယ်တမ်းတော့မဟာကျွန်တော်ထက်နှစ်ကျော်လေးပဲကြီးတာပါဒါပေမဲ့မကလူကြီးဆန်နေလွတ်လပ်တယ်ကျွန်တော်ကိုမချုပ်ချဲသလိုကျွန်တော်ကချုပ်ချယ်ရင်လည်းသဘောမကျတတ်ဘူးချစ်တယ်လို့ခဏမပြောတတ်တဲ့မဟာကျွန်တော်ကိုတော်တော်ချစ်မှန်းတော့ကျွန်တော်သိနေရတာပါပဲပြုံးလွင့်ရဲ့မိုးဟာထုံးစံအတိုင်းပြန်ဆွေနေပြန်တယ်အေးစိမ့်ရာသီဥရုရဲ့အောက်မှာမြို့လေးဟာတိတ်ဆိတ်ငြိမ်သက်အခန်းတကားကလမ်းကြည့်လိုက်ရင်နီယိုမီးတိုင်တွေဟာမိုးဆက်တွေရဲ့အောက်မှာညီညာတခါတလေဖြတ်သွားတဲ့ဆိုင်ကယ်တွေခေါင်းမူပေါ်ကမိုးစံတွေဘယ်တော့မှခွဲရမှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ပဲချစ်သူတွေတိုင်းဟာတယောက်ကိုတယောက်ချစ်တတ်ကြတာပဲမဟုတ်လားဘယ်ရာကမှကျွန်တော်တို့ကိုအာမခံမပေးထားခဲ့မှန်းတိရက်နဲ့လေတယောက်ဘဝတဲ့တယောက်ခုံစင်တယောက်ညာတွေတဲ့တယောက်ပြောဝင်ရင်ပျော်ရွှင်ကြည်နူးခဲ့ကြတယ်အချစ်ကအေးချမ်းပါတယ်အတ္တတွေကြောင့်သာပူလောင်နေကြရတာလို့အမြဲပြောတတ်တဲ့မဟာကျွန်တော်ကိုမဆုံးရှုံးခြင်းနဲ့အတ္တလေးတော့ရှိမယ်လို့ထင်ခဲ့ဘူးတယ်ကျွန်တော်ထင်တာမှားခဲ့ပါတယ်မနဲ့ပတ်သက်ပြီးအခုအချိန်ထိကိုပြန်မေးမိနေတဲ့မေးခွန်းဟာတစ်ခုပဲရှိတယ်အချစ်ဆိုတာမအတွက်ဘယ်လိုခံစားချက်မျိုးလဲဆိုတာကိုပေါ့တဖြည်းဖြည်းနဲ့တိတ်ဆိတ်သွားတဲ့ငါကဘာလေးထဲမှာအတန်မထွက်တတ်တဲ့အမတ်တရားတွေရဲ့မှုံဝါးဝါအတိတ်တွေရဲ့အားလုံးအတွက်အပြစ်ပုံချခြင်းခံလိုက်ရတဲ့ကံတရားတွေရဲ့ဘယ်တော့မှလက်ခံပြမှာမဟုတ်တဲ့အမှန်တရားတွေရဲ့
ဟူလမ်းမှာညစာသွားစားပြစ်တဲ့ညအေးစိမ့်စိမ့်ရသည်ဥရုမှာမဟာဆွေတာပြာရောင်လေးနဲ့အဖြူနဲ့အပြာဆက်ထားတဲ့ခေါင်းစွပ်လေးနဲ့မဟာကျွန်တော်နဲ့တဝိုင်းနဲ့ထိုင်နေတဲ့ကြဲပြားလေးကျွန်တော်ဘဝတစ်ခုလုံးမှာအမြဲလွမ်းဆွနေရမယ့်ကြဲပြားလေးကျွန်တော်ကဂျက်ဒန်နီယယ်မကထုံစံအတိုင်းခက်ပြပြဝိုင်းတစ်ခွက်မဟာအရန်ပြင်းတဲ့ဝိုင်းတွေမတောက်တတ်ဘူးကိုမူလာရင်ချစ်စရာမကောင်းဘူးလင်းရတဲ့ဒီလိုအမြဲပြောတယ်ဖန်ခွက်နှခမ်းတွေထိခတ်တန်တွေဆုံးမှာအေးမြရရသည်ဥရုဟာအနှဲငယ်နှွေထွေးသွားသလိုကျွန်တော်တို့ရောက်ချိန်မှာဆိုင်ကအမ်ဘလက်ဝိုင်းဟာခဏနားနေတဲ့ချိန်တနေကုန်ဆွေထားတဲ့မုံငွေတွေနဲ့မို့ပိုပိုအေးနေသလိုပါပဲမရဲ့ပါပြင်လေးတွေဟာနည်းနည်းရဲနေတယ်အေးတဲ့အချိန်တိုင်းမပါပြင်လေးတွေဟာရဲနေကြပဲကျွန်တော်နဲ့စင်တူဝဲထားတဲ့မဗလာညိုစိတ်လေးကိုမလည်းပင်မှာပတ်ထားတယ်မြုံဝန်းတွေဟာကြည်ကြည်လင်းလင်းမင်းဒီမှာဘလောက်နေရအောင်မလဲလိမ့်အများဆုံးတစ်နှစ်ပဲလိမ့်မပြီးရင်ပြောင်းရဖို့များတယ်ရန်ကုန်ရောက်ပါစေပဲဆူတောင်းရမယ်ကို့အလုပ်ကပြောင်းရဖို့မလွယ်ဘူးမင်းတာဝန်ကြရတကောက်ကောက်ရှောက်လိုက်နေရရင်လဲကို့အလုပ်ပြုတ်ဖို့ပဲရှိတယ်မကကျွန်တော်နဲ့ခွဲနေရတာမပြောဘူးပေါ့ကျွန်တော်ကရင်စားတော့မကမျက်စောင်းထိုးတယ်အပလက်ပြန်စားတော့ဆိုရဲတချင်းကတချင်းဟောင်းလေးတစ်ပုတ်မရောကျွန်တော်ရောအေးစီစီတချင်းကိုပဲနားထောင်ဖြစ်ခဲ့ကြတယ်ဆိုနေတဲ့သူကဒီတချင်းကိုသူ့အတန်နဲ့သူဆိုနေတာဦးညီထွန်းနဲ့တူအောင်ဆိုနေတာမျိုးမဟုတ်ပဲသူ့ပင်ကိုယ်တန်နဲ့သူဆိုနေတာမျိုးလေးဒီတချင်းဟာတကယ်တော့အချစ်တချင်းတစ်ပုတ်ပါဒါပေမဲ့ဒီတချင်းကိုနားထောင်မိတိုင်းတယောက်ယောက်ကိုလွမ်းဆွနေတဲ့ခံစားချက်မျိုးခံစားရတယ်မိုးရနံ့တွေမပြောက်သေးဘူးလေတစ်ချက်ဝိတ်လိုက်တိုင်းအေးစိတ်နေတဲ့ခံစားချက်မျိုးမဟာကျွန်တော်ပခုံးကိုမိထားတယ်ခါးကိုဖတ်ပြီးကျွန်တော်ဂျင်းအင်ကြီးအိတ်ကတ်ထဲလက်ထဲထားတယ်ချစ်တယ်လင်းရဲ့ကိုမင်းနဲ့ခွဲရမှာတိမ်မလောက်ကြောက်တယ်မနဖူးလေးကိုငုံနှံတော့မကပြုံးတယ်အဆအဆအရာရာပြည့်စုံနေတဲ့ကာလာတွေပါပဲအယောင်ဆုံးနေကြည်နူးစရာကာလာတွေဟာပြက်ပြက်တသားပဲအခန်းပြန်ရောက်တဲ့အထိမဟာကျွန်တော်ခါရီကိုဖတ်ထားတော့မယ်အဲ့ရပေါ်ရောက်တဲ့အခါမကကျွန်တော်နှကန်းတွေကိုပြတ်ထွက်မတက်ကိုက်ဆွဲကျွန်တော်ပါတွေကိုအငမ်းမရနန်းရှိုက်တယ်တခါတလေဒိုမနိတ်ဆန်နေပေမဲ့မဟာဒီညပိုဆိုးနေသလိုပဲညီးတော်တဲ့များနဲ့ညဟာအပြာရောင်ပိုတန်းနေမမျက်ဝန်းတွေဟာရီဝေမိုင်းညို့နေတာမျိုးဆွဲဆောင်မှုရှိတဲ့မနခန်းတွေဟာတဆက်ဆက်တုံနေတဲ့အချိန်တွေအချစ်ဟာလိန်စိတ်မဟုတ်ပေမဲ့အချစ်ကြောင့်ဖြစ်လာတဲ့လိန်စိတ်ကတော့မမောစရာခံစားမှုပဲကျွန်တော်ကတော့ကြိုက်တယ်အဲ့ဒီညကဘယ်ချိန်အိပ်ပျော်သွားလဲကျွန်တော်မမှတ်မိဘူးမောချက်မောဟိုင်းနေတဲ့ခံစားချက်မျိုးနာကျင်တဲ့ခံစားချက်မျိုးတွေမှတ်မိတယ်ညီးတွားတဲ့တိုင်းဟာနာကျင်လို့မဟုတ်ပဲစိတ်ရောလူရောဟိုးအမြင့်ကြီးမှာတခါတလေဟိုးအောက်ဆုံးမှာအသက်ရှူမိုးရတဲ့ညတညမှာကျွန်တော်နဲ့မဟာပျော်ပျော်ရွှင်ရွှင်နာကျင်ပြင်းဦးလင်းညဟာအေးဆက်တိတ်ဆိတ်စိမ်မိုးရွာနေတယ်ဒါပေမဲ့ကျွန်တော်တို့ဟာပူနွေးနေခဲ့ပါတယ်နေတွေပါမှောင်မဲနေသလိုပဲညတွေပူမောင်နေတဲ့အကြောင်းကတော့တကူးတကမပြောပြချင်တော့ဘူးအလွမ်းနေနဲ့ဆူရွှဲနေတဲ့ရာသီဥတုပါနာဖြောင်းမှုမှန်သမျှကိုယ့်မော်ပဲတာဝန်ရှိမှာမဟုတ်လားချစ်ချင်းမြတ်တာဆိုတာဟာလေကိုချစ်ကိုခံပြုံးလွင်ရဲ့မြို့ထွန်းနာကဖះဘော်ကနေကြည့်ရင်စိတ်အေးချမ်းမှုကိုခံစားရတယ်အရာရာဟာစိမ့်စိမ့်ဆူဆူကောင်းကင်ကြီးရအောက်မှာကျွန်တော်တို့နေရာဟာတစ်သေးလေးတွေမိုးရသည်မှာမိုးမရွာတဲ့အခါတိမ်တွေကပူလာသလိုပဲလူတွေဟာဘာလို့ကိုယ့်ကိုယ်တက်တည်ကြတာလဲလင်းမရဲ့သပင်တွေဟာလေကြောင်လှုပ်ရှားနေတယ်မြမဝတ်စုံအဖြူလေးပေါ်မှာဆွဲတာအဝါရောင်လေးနဲ့မှတနက်ခါပါပါလူထားတဲ့မဟာအရန်ချစ်စရာကောင်းတယ်အမျိုးမျိုးပဲလေးမရဲ့သူတို့မဖြေရှင်းနိုင်တဲ့ပြဿနာတွေကြုံရတဲ့အခါဒါမှမဟုတ်အရာရာကနေရှောင်ပြေးခြင်းတဲ့အခါစတာတွေပေါ့ဒါပေမဲ့အသက်ရှင်နေတာထက်သေလိုက်တာကပိုအဆင်ပြေတယ်လို့တွေးမိလောက်တဲ့အနေထားမျိုးရောက်တဲ့အခါဒီနီလန်းကိုစဉ်းစားကြတာပဲသူတို့မှန်လားရင်လင်အမှန်အမှားဆိုတာကိုပဲတာဝန်ယူရတာမဟုတ်လားမရဲ့တယောက်အတွက်အမှန်ဆိုတာလူတိုင်းအတွက်အမှန်ပဲဖြစ်နိုင်မလဲပြီးတော့
လူတိုင်းအတွက်အမားဆိုတာကအဲ့ဒီတရားအတွက်တော့မှန်ချင်မှန်နေမှာပေါ့ဒါနဲ့မဘာဖြစ်လို့ဒါတွေမင်းနေရလဲလင်းကိုဒီလိုပဲတွေးမိလို့ပါလင်းရဲ့ကိုဘဝကိုအနာဂတ်ဆိုပေမဲ့ဆုံးဖြတ်ပိုင်ခွင့်ကိုမှမရှိတဲ့အချိန်တွေဆိုတာရှိတတ်တယ်မဟုတ်လားတတိရှိဖို့ပဲလိုတာပါမရဲ့တခုခုကိုဆုံးဖြတ်နိုင်တဲ့တတိရဲ့ဖြစ်လာသမျှနောင်တမရပဲရင်ဆိုင်နိုင်တဲ့တတိရဲ့လွယ်တော့မလွယ်ပေမဲ့ဘယ်အရာကကိုဘဝမှာအရေးကြီးဆုံးလဲဆိုတာကိုတော့ပြတ်သားဖို့လိုတာပေါ့ကိုရတဲ့ကိုဘဝပဲကိုပါလို့တန်ပါတယ်တခါတလေကိုမှရွေးချယ်ခွင့်တွေရှိရဲဆိုပေမဲ့လည်းအခြေအနေတွေကိုမပြောင်းလဲနိုင်ဘူးလင်းရဲ့ဥပမာဓာတ်နဲ့ထိုးပြီးတက်ရမလားရှင်တက်ပြီးတက်ရမလားဆိုရရွေးချယ်မှုလိုမျိုးလေဘယ်လန်းတော့ပုံစံမတူတဲ့နာကျင်ခြင်းတွေပဲရှိရဲ့မဟာအဝေးကြီးကိုငေးနေတဲ့တခုခုကိုတွေးနေတယ်လို့မျိုးကျွန်တော်ဘာမှမမေးလိုက်ပါဘူးကျွန်တော်သိဖို့လိုတဲ့အရာဆိုရင်မှကျွန်တော်ကိုပြပြမှာပေါ့မလက်ဖို့အားတွေကိုခက်တင်းတင်းစုပ်ကင်ပြီးပြုံးပြတော့မဟာပြန်ပြုံးပြတယ်အခုကြပြန်တော့လဲမဟာမိုးမရွာတဲ့ကောင်းကင်ကြီးလိုပဲကြည်လင်နေပြန်တယ်မရဲ့လက်ကိုဆွဲပြီးရင်ပြင်တော်ဘောကဆင်လာခဲ့တယ်တိမ်တွေဟာလှရုံပဲဒါပေမဲ့မကပူလှတယ်အေးချမ်းတဲ့မျက်နှာလေးနဲ့မဟာကျွန်တော်ဘဝရဲ့အရာရာပဲအစလည်းဆုံးကာလသုံးပါးစလုံးမနဲ့ပဲရှင်သန်ဖြတ်တန်းခြင်းနဲ့စိတ်ကူးတွေဟာတိမ်တွေလိုပဲပေါ့ပေါ့ပါပါကြည်ကြည်လင်းလင်းညစည်းမမုံဝင်စားတော့မဟာပျော်ပျော်ရွှင်ရွှင်ရီရီမောမောပဲမိန်းမတယောက်ရည်နေတဲ့အခါချစ်ဖို့တော်တော်ကောင်းပါတယ်မရည်နေရင်တော့အဲ့ဒီချစ်ဖို့ကောင်းတာတွေအားလုံးထပ်ပူလာတယ်မဟာကျွန်တော်ချစ်သူလေဖြစ်တည်ပျက်စီးရခြင်းတွေအားလုံးရဲ့အကြောင်းတရားဟာမဖြစ်နေတဲ့ဒီကျွန်တော်ဟာမကိုချစ်ပါတယ်ချစ်ခဲ့ဘူးပါတယ်ပေါ့ရောက်ရရက်ကပြန်လာခဲ့ပါအစကပြင်ချစ်ဖို့ကို့မှာတက်နိုင်တာဘာတွေရှိမလဲပျော်လားကို့မှာတော့လွမ်းနေရတာပါကြဲပြလေးတွေခောက်ထားတယ်စာတူလေးတွေရေးထားတယ်တနေ့နေ့မင်းပြန်လာမှာပါလို့မဝင်မရဲကို့မှာတွေးရတယ်ထွက်သွားတဲ့ရထားတွေဟာကြံခဲ့တဲ့ဘူရာယုံလေးကိုလွမ်းဆွတ်တက်ကြပါတယ်ကျွန်တော်တို့ကထွက်သွားသူနဲ့ကြံခဲ့သူမှာကြံခဲ့သူကသာပူလွမ်းရတယ်လို့ထင်နေတတ်ကြတယ်ထွက်သွားတဲ့ရထားတစ်စင်းရဲ့မိကိုကောင်းတိုင်းကမျက်ရည်စက်တွေကိုဘသူမှမတုတ်ပေးတတ်ကြဘူးမဟုတ်လားလူတွေလည်းဒီလိုပါပဲအရန်ကြီးကွာခြားနေတာမျိုးတော့မဟုတ်ခဲ့ဘူးနှစ်ချက်နှစ်ဖက်ကိုတက်ရင်မှန်တကားပေါက်ကနေငင်းမိတယ်တရိပ်ရိပ်ကြံခဲ့တဲ့သပင်တွေကိုကားကိုကြိုတက်သွားတဲ့ကားတွေလည်းရှိသလိုကိုကားကကြိုတက်ခဲ့တဲ့ကားတွေလည်းအများကြီးပဲအဝေးပြေးလမ်းမကြီးဟာတိတ်တဆိတ်အိပ်ပျော်နေတယ်တနေရာရာနဲ့ဝေဝေလာတိုင်းတနေရာရာစီပိုနီးကပ်လာတတ်တာပဲမဟုတ်လားရန်ကုန်ကိုရောက်တော့၄နာရီကျော်ပဲရှိသေးတယ်ပထမဆုံးလုပ်ရတာကတော့ဆွဲတာကိုချွတ်ရတာပါပဲရန်ကုန်ဟာအိုက်ဆက်ဆက်အနေအထားနဲ့ကျူတယ်ဈေးတင်တဲ့တက္ကစီတစ်စီးရဖို့စိတ်ရှည်ဖို့လိုတယ်ဈေးကြီးတဲ့ဟိုတယ်တစ်ခုပင်မဲ့အရန်ကြီးကောင်းနေလိမ့်မယ်လို့တော့မျှော်လင့်ထားလို့မရဘူးရန်ကုန်ဟာခက်မီစွာဆင်းရဲနေတော့မယ်အထက်တန်းဆန်စွာ၆သွေးနေတော့မယ်ရန်ကုန်ဟာဘယ်တော့မှမပြောင်းလဲတဲ့ကျွန်တော်အိမ်လေဘယ်တော့မှမပြောခဲ့တဲ့ကျွန်တော်အိမ်ဒီနေ့ဟာမရဲ့မွေးနေ့မနေ့ကလည်းတူမရှိပေးနိုင်ခဲ့လို့စိတ်ကောက်တာခံရသေးတယ်ဒီနေ့လည်းမလာဘူးပြောလို့စိတ်ကောက်နေပြန်လေရဲ့တခါမှဟာကြည်ကန်ကန်လေးတရေးအိပ်ပြီးပြန်လို့တော့၈နာရီထိုးနေပြီရေမိုးချိုးပြီးမှစီထွက်ခဲ့တယ်ခုချိန်ထိကျွန်တော်ရောက်နေမှန်းမသိသေးဘူးဟယ်လိုမဘာလဲမွေးနေ့ရှင်ကမုန်းလိုက်မကျွေးတော့ဘူးလားအာရကျွေးမနေဘူးမဟာဖုံပြောရင်ဝရတာထွက်လာတယ်ကျွန်တော်မကိုမြင်နေရပြီလေညဝစ်အင်ကြီးပန်းရောင်လေးနဲ့မှမွေးနေ့ရှင်ကလည်းရေလည်းမချိုးရသေးဘူးကွာညစ်ပတ်တယ်ဘာဖြစ်လဲကို့ဘာသာမချိုးတာမင်းပူပါလို့လားအဲ့ဒီအင်ကြီးလည်းလဲပါအောင်မလဲဘူးကွာဘာဖြစ်မဟာတခုခုကိုတွေးမိသွားတယ်နဲ့ထင်ပါတယ်မင်းဘလို့သိလဲလင်းမအနာမှာကျွန်တော်မြဲတမ်းရှိရလေကျွန်တော်စိတ်ထဲမှာမကတွေ့ပြီးကောင်းစုပ်ဘာမှပတိပတားတွေရှောက်ပြုံးနေနဲ့ကိုဆင်းလာခဲ့မယ်အဲ့ဒီမှာပဲစောင်းနေဘာမှတော့မပြောရသေးခင်မဟာဖုန်းချသွားတယ်ချက်ချင်းပြေးဆင်းလာပြီးတော့ကျွန်တော်ကိုပြေးဖက်တယ်ကိုဘလောက်လွမ်းနေတာသိရလားလင်းစုပ်ရဲ့ကြိုးလည်းမပြောဘူးကျွန်တော်ရည်ပဲရည်နေဖြစ်တယ်ခဏတော့လင်း
ကိုဝစ်စားသွားလဲဦးမယ်ခဏစောင့်တနေ့ကုန်မနဲ့လျှောက်လေပြစ်တယ်မုံစားတယ်ရုပ်ရှင်ကြည့်တယ်မဟာပြုံးလို့ချစ်လိုက်တာလင်းရဲ့လို့ခဏပြောတယ် shopping center တစ်ခုထဲရောက်တော့မမွေးလေးလက်ဆောင်ပါယူမလဲမကဘာမှမပြောဘဲတနေရာကိုဆွဲခေါ်သွားတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကစတစ်ကာတပ်ပုံရိုက်တဲ့ဆက်လေးအကျွေစိတ်ထည့်ပြီးရတာမကကျွန်တော်ခါကိုဖတ်ထားပြီးကျွန်တော်ရင်ခွင်ထဲမှာပုံသေးသေးလေးတွေကိုကြည့်ပြီးမကပြောတယ်အမတ်တရတွေဆိုတာအမတ်ရနေဖို့ပဲမဟုတ်လားတဲ့ကျွန်တော်အများကြီးမတွေ့လိုက်မိဘူးတကယ်တမ်းကဒီလိုအမတ်တရတွေကပဲနာကျင်စရာတွေဖြစ်လာတတ်မှန်လေပြန်တွေးတိုင်းအစားကနေပြန်နာနေရတဲ့ခံစားချက်မျိုးအမတ်တရဆိုတာဘယ်တော့မှမပြောင်းနိုင်တဲ့တန်ရာဒါမှမဟုတ်ရင်ဘယ်တော့မှပြန်မကြုံချင်လောက်တဲ့အဖြစ်အပျက်ထိတ်လန့်တကြားလက်နိုးလာရတဲ့အိမ်မက်ဆိုတကယ်တော့ထွက်သွားတဲ့ရထားတွေကလည်းကြံခဲ့တဲ့ဘူရာယုံလေးကိုလွမ်းတတ်ပါတယ်ဘလောက်ပဲဥပက္ခခံရသည်ဖြစ်စီပေါ့အဲ့ဒီပုံသေးသေးလေးထဲမှာမရောကျွန်တော်ရောပြုံးရွှင်ရီမွန်းနေခဲ့ပါတယ်အမြဲတမ်းပြစ္ဆုတ်ပန်ဆိုတာတကယ်ရှိလားမသိချဘူးကျွန်တော်မသိတာလည်းဖြစ်နိုင်ပါတယ်ပြခါမိထားခြင်းတဲ့အကြောင်းတတိတရားတွင်နေမိရဲ့တယောက်တည်းဖြစ်နေတဲ့အကြောင်းတယောက်ကိုပြောပြချင်မိရဲ့လိုက်လေပြေးလေဆက်ဆံရေးတွေမှာရက်ဆောင်နေတော့လဲဘာမှထူခြားသွားတယ်မရှိပါဘူးမပျော်ရွှင်တဲ့အကြောင်းတွေကိုပျော်ရွှင်ပြောပြနေတာပါကို့ကောင်းနေရတော့ကြိုက်နေတော့မယ်ကျွန်တော်အိယာကနိုးတော့9နာရီခွဲညကတောက်ထားတဲ့ဘီယာပူကွန်တွေဟာစပွဲပေါ်မှာပြန့်ကျဲလို့တောက်လိုက်စကားတွေပြောလိုက်နေကျွန်တော်တို့ညကဘဲချင်းအိတ်သွားမှန်းတော့မမှတ်မိတော့မကတော့ကျွန်တော်ကိုကြိုးပေးပြီးနှစ်ချအိပ်ပျော်နေတော့မယ်ရန်ကုန်မြို့ရဲ့မနက်ဟာမိုးရသည်နဲ့တူအောင်တော့အေးစိတ်မနေခဲ့ဘူးပူအိုက်ဆန်နေဘလောက်ကြာအောင်နေခဲ့ရန်ကုန်ဟာကျွန်တော်နဲ့မျက်မှန်တမ်းမိယုံလောက်ထပ်မပိုခဲ့ပါဘူးထိတ်တိုက်တွေ့မှသာအေးဆက်ပြုံးနေနေတယောက်ကိုတယောက်နှုတ်ဆက်မိသလိုမျိုးလေတီရှပ်တစ်ထည်ကောက်ဆွပြီးဟိုတယ်ပြင်ထွက်ခဲ့လိုက်တယ်ဟိုတယ်ကကျွေးတဲ့ပေါ်ရှူရှူရတာတွေကိုကျွန်တော်မကြိုက်ဘူးပလက်ဖောင်ပေါ်ကလက်ဖက်ရည်ဆိုင်တစ်ဆိုင်မှထိုင်ရင်ပေါ်စိန်တစ်ခွက်နဲ့မီဗီယက်စတလေးမင်းကြီးပြီးလူတွေကိုငေးတယ်ကိုရှိကဖြတ်သွားတဲ့လိုင်းကအဝါရောင်ကြီးတွေထီးအောင်စုံတဲ့လူရောင်စုံတွေဒါတွေကိုကင်မရာတစ်လုံးနဲ့အကြာကြီးရိုက်ပြီးရက်လိုက်ရင်ကျွန်တော်ကဗဟိုချက်ဖြစ်ပြီးလှုပ်ရှားနေတဲ့လူတွေအားလုံးကရောင်စုံလင်းနှန်းကြီးတွေဖြစ်သွားမှရုပ်ရှင်တွေထဲမှာဒီလိုပြက်ကွက်မျိုးတွေခဏပါတယ်မဟုတ်လားတကယ်တမ်းကတော့ဘဝဟာအရန်ကြီးရုပ်ရှင်မဆန်သလိုရုပ်ရှင်တော်တော်များများဟာလည်းအရန်ကြီးဘဝမဆန်ပါဘူးကျွန်တော်ဟိုတယ်ပြန်ရောက်တော့မှဟာရေချိုးနေတယ်အမက်တမဲ့ TV စီစဉ်တွေကိုကြည့်ပြီးတော့အနောက်နိုင်ငံတွေမှာကင်ဆာဆေးအသစ်တွေစမ်းသပ်အောင်မြင်ကြောင်းသတင်းကလာနေတယ်ထွက်လာတဲ့ရလဒ်တွေကတော့တစ်ချိန်မှာမရှိမဖြစ်အသုံးဝင်လာမယ့်ဆေးတစ်မျိုးပဲခေတ်ကြီးကတိုးတက်ပြောင်းလဲနေခဲ့တာအရှိန်အဟုန်နဲ့ပါပဲရေချိုးခန်းတွေကထက်လာတဲ့မဟာကျွန်တော်ကိုပြုံးပြတယ်ရေသုံးနေရင်ကျွန်တော်နာလာတိုင်းတော့မစီကကိုသင်းနှံကိုရတယ်ကိုသိနေတဲ့ရင်မွေးနဲ့တခုကိုရလိုက်တဲ့မျိုးလို့စိတ်ဟာကြည်လင်လန်းဆန်းကိုညနေကားဂိတ်လိုက်ဖို့လို့မရတော့ဘူးလေအပွိုင်မန့်တစ်ခုသွားရမယ်လင်းစင်ပြေရဲ့လားရတယ်မလင်းပါသာသွားလိုက်မယ် sorry လင်းရဲ့ခုမှပေါ်လာတဲ့အလုံးမလို့ကျွန်တော်ခါကိုဖတ်ရင်မကပြောတယ်မနဖူးလေးကိုတတလေးနမ်းလိုက်တယ်ဘာမှထပ်မပြောပြဘူးဟိုတယ်ကို check out လုပ်ရင်နေလေစာထွက်စားပြတယ်မနေတဲ့အစားကိုလိုက်ပို့ရင်မကိုနှုတ်ဆက်တယ်ဖြတ်ခနဲ့ကျွန်တော်ဘာကိုလမ်းနိုင်ရင်မကပြုံးပြတယ်လာပေးတဲ့အတွက်ကျေးဇူးပါလေတူတူရှိနေပြီတော့ရောပေါ့မဟာကျွန်တော်ရဲ့ရာပဲလေကျွန်တော်ပြောဖို့ဆိုတာမပြောနေမှရမှာမဟုတ်လားမခွဲနိုင်အောင်မချွဲနေတော့လေကားထွက်ရင်ဖုန်းဆက်နော်မလီကာကနေတက်သွားမှကျွန်တော်ကြောက်ခိုင်းခဲ့တယ် Heliotrope Eternal Love ကိုကူစားပြီးတဲ့ခဲရောင်ပန်အစုပ်အခဲများမတိကြတဲ့ဘဝမှာကိုယူမမှုစုပ်ကင်ခဲ့တဲ့လက်တစ်ဖက်ကိုပြန်ကုတ်ဆွဲလိုက်မယ်လို့မထင်ခဲ့တော့ကြောင်တကောင်ကိုပုတ်သက်ပေးနေခဲ့သောညများနဲ့ပြန်တွေးတိုင်းအစကပြန်နာကျင်ရတယ်လို့မျိုးခံစားချက်တွေညဉ့်ညမ်းလေတူတွေနဲ့ဝေယာကိုပြေးထွက်ချင်ရင်တော့ကို့မှမြေမရှိခဲ့ကားစထွက်တာနဲ့မိုးရရဲ
လက်ချက်နှစ်ဖက်ကိုနားမှတက်ရင်ကားမှန်ပေါ်ကမိုးရေဇက်လေးတွေဟာတစ်ခုနဲ့တစ်ခုပေါင်းပြီးရေစီးကြောင်းသေးသေးလေးတွေအဖြစ်စီစဉ်သွားတာကိုငေးရင်ရန်ကုန်မြို့ကြီးကတော့နောက်မှကျန်ခဲ့လေရဲ့ကျွန်တော်ဘာလို့မလွမ်းရတာပါလဲမျက်လုံးမိတ်လိုက်တော့အဲလက်ဘန်ဂျမင်ရဲ့ဆူရှာရှာအတန်လေးဟာနားရဲပြေးလွှားကစားနေတယ်စိတ်ထဲမှာကျွန်တော်ဟာမိုးမလုံတဲ့ကားဂိတ်လေးတစ်ခုကနေမိုးရွာတာကိုငေးကြည့်နေတယ်ဘေးနားမှာတယောက်ယောက်ရှိတယ်လို့ခန်းစားရပေမဲ့တယောက်မှမရှိခဲ့ပါဘူးကျွန်တော်စိတ်ထဲမှာတော့လွမ်းတဲ့အကြောင်းတွေတယောက်ယောက်မရှိတော့သလိုခန်းစားချက်တွေ notification မပိတ်ထားတဲ့ဖုန်းတွေကျွန်တော်မဖတ်ပေမဲ့မြင်လိုက်တဲ့စာဆိုတစ်စောင်အိမ်မဆိုရီပူအိုက်တဲ့နေညာတွေဝေးသွားကြပြီလို့တတိကျယုံကြည်လိုက်တဲ့အခါပထမဆုံးခမည်းဘာလုပ်ခဲ့ပါသလဲကျွန်တော်ကတော့နောက်ဆုံးအချိန်ဖြစ်ဖြစ်ခမည်းဖုန်းနံပါတ်ကိုအပြေးလွှားနှိပ်ခဲ့တာပါပဲမမိခဲ့ပါဘူးကြိုတင်ကြံစီမှုတွေမှာကျွန်တော်ဟာအလဲလဲအကွဲကွဲမိုးဟာကျွန်တော်ကြောပြင်တွေကိုသူ့လက်ချောင်းတွေနဲ့ပုတ်တက်နေတယ်ကျွန်တော်ပင်ပန်းနေတဲ့အချိန်တိုင်းမလုပ်ပေးတတ်တဲ့အကျင့်မျိုးမို့မှာမနဲ့တူတဲ့အကျင့်တွေများတယ်စိုက်ကြည့်တတ်တဲ့မျက်ဝန်းတွေလူကြီးဆန်တတ်တာတွေနဲ့စကားတခုမှမပြောဘဲနှစ်သိမ့်ပေးတတ်တာတွေကော်ဖီပူပူမကြိုက်ပဲအေးအောင်ဆောင်ပြီးမှတောက်တတ်တာတွေကျွန်တော်ပြောပြနေတဲ့တခြားလုံးမို့ဟာငြင်ငြင်လေးနားထောင်နေခဲ့တယ်တခုခုဝင်မေးတာဘေးနားကနေထသွားတာဘာတခုမှမလုပ်ခဲ့ဘူးခဏနားလိုက်အောင်ဟန်နေခရီးရရှိတယ်မလားငါတို့တွေတဖြည်းဖြည်းချင်းသွားကြတာပေါ့ပရင်းပေါက်လာသွားရင်ဆေးလေးတလေးကိုမိညစ်ဖြစ်တယ်ရန်ကုန်မြို့ကြီးကဒီအချိန်တွေဆိုရင်သဘောကျစရာပဲအရင်ဆူမနေဘူးလေမိုးဟာနောက်ကနေကျွန်တော်ခါကိုဖတ်ထားပြီးကျွန်တော်ကြော်ပြင်းတွေမှာပါအပ်ထားတယ်မို့ရင်သားအီအီတွေရဲ့အထီအတွေ့ကိုရတယ်မှုတ်ထုတ်လိုက်တဲ့စီဂရက်အငွေတွေထဲမှာရောထွေးမှုတွေအများကြီးပဲမိုးလားဒါမှမဟုတ်မလားမသိဘူးကျွန်တော်မစင်းစားနိုင်တော့ဘူးလူတယောက်ကိုချစ်ဖူးလားမို့ခုဟန်နေကိုလေချစ်စရာကောင်းမိုးကဖြေတတ်ပြန်တယ်တောက်ထုတ်လိုက်တဲ့ဆေးလိပ်ဖင်စီကန်လေးစီဟာဖြာထွက်သွားတဲ့မီးပွားလေးတွေဟာမြေကြီးကိုမထိခင်မှာပဲကွဲပြောက်သွားကြတယ်လေထဲမှာပျောက်ကွယ်သွားတဲ့ဘဝတွေတကယ်ရှိပါတယ်တနေရာရာကနေခီးစထွက်လာတယ်တနေရာရာမှာပန်းတိုင်တစ်ခုရှိတယ်ကြားထဲမှာပျောက်ကွယ်သွားတဲ့ဘဝတွေဘသူမှမသိခင်မှာလက်မြောက်လိုက်ရတဲ့တိုက်ပွဲတွေနဲ့နာကျင်နေုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့တဲ့ရှင်သန်မှုတွေငိမ့်ငိမ့်တက်တက်ပဲမူကကျွန်တော်ကိုဖတ်ထားပေးခဲ့ပါတယ်ချစ်သူတယောက်လိုမျိုးဆိုတာထက်မင်းတယောက်တည်းမဟုတ်ပါဘူးတိတ်အထီးကျန်သလိုမခံစားနေပါနဲ့ဆိုတဲ့အဖော်တယောက်လိုပုံစံမျိုးကျွန်တော်ပင်ပန်းမှုတွေကိုနှစ်သိမ့်ပေးနေသလိုမျိုးဟန်နေခုထိပြောသမျှထဲမှာသူနဲ့ဟန်နေအကြောင်းပဲပါသေးတယ်တတိယလူရှိသေးတယ်မလားဒီတိုင်းလေးပဲဆက်သွားမယ်ဆိုဝေးစရာအကြောင်းမရှိဘူးလေတတိယလူဆိုတာဘယ်လိုမျိုးပြောတာလဲလူနှစ်ယောက်ချစ်ကြတယ်ဒီနောက်ပိုင်းတယောက်ဝင်လာတယ်ဒါကိုတတိယလူလို့ဆိုလိုတာလားဒါမှမဟုတ်ကျွန်တော်နဲ့မကြားကအခြားသူတယောက်ကိုပြောချင်တာလားတတိယလူဆိုတာကိုဘယ်လိုအတိတ်ပဲဖွင့်ဆိုလို့ရပါသလဲကျွန်တော်သိတာကကျွန်တော်ဟာမရွေးချယ်ခဲ့တဲ့ကတ်တကက်မကြည့်ခဲ့တဲ့တိမ်မြင်လေးတစ်ခုပါပဲဝေးလွင့်နေဖို့ကလွယ်ပြီးရင်ကျွန်တော်ဘာမှလုပ်ပိုင်ခွင့်မရှိဘူးလေကိုများများပြောစေချင်ရင်ကျွန်တော်ဝေးပြေးရမယ်ဒါပဲတခါတလေမှကိုယ်တိုင်တော့မသိလိုက်ပဲကိုဟာတတိယလူဖြစ်နေတတ်ပြန်ပါတယ်အဲ့ဒါမျိုးဆိုဘသူ့ကိုပြစ်တင်သင့်ပါသလဲခမည်းအိမ်မက်တစ်ခုမှတ်တယ်ဆိုတော့အဲ့ဒီအိမ်မက်ထဲမှာခမည်းသတိထားမိတဲ့အရာဟာမီးဟိုးရောင်ဖြစ်နေခဲ့မယ်ဆိုရင်ခမည်းဟာတခုခုကိုကြောက်ရွံ့နေသူထိတ်လန့်နေသူခမည်းကိုခမည်းပျောက်ဆုံးနေသူတယောက်ပါပဲတဲ့အယူအဆတစ်ခုပါမမမိတဲ့အိမ်မက်တွေနဲ့လေကျွန်တော်တို့ဟာအသေးခွဲခြားတတ်တာပါပဲမကြာခဏတွေးမိနေတာကတော့ဘဝနေပြုံမှုပဲအရာရာကိုစိတ်ချမ်းချမ်းသာသာနဲ့ဖြတ်သန်းနိုင်ဖို့ဆိုတာကိုယ်ရှင်သန်မှုကိုတရားရောက်စီမှာပုံအပ်ထားဖို့လိုတယ်လို့ရောထင်လားအဲ့ဒီသူကရောတသက်လုံးကိုယ်ဘေးနာမှာနေနိုင်မှာလေလားတခါရှင်သန်ခြင်းဆိုတာ
အပြေမှန်မရှိတဲ့ပု္ပ္ပစာတစ်ပုဒ်လို့ပြောရင်ရောလူတိုင်းဟာကိုယ့်ပုံသေးနည်းနဲ့ကိုတွက်ကြတယ်အပြေတစ်ခုစီရကြတယ်ကျေနပ်မကျေနပ်ဒါဟာဒီဘဝအတွက်ကိုယ့်အပြေပဲအချို့ကပြောင်းလဲဖို့ကြိုးစားကြတယ်အချို့ကလက်ခံကြတယ်အချို့ကမကျေနပ်ဖြစ်မဲ့ပြောင်းလဲဖို့မကြိုးစားကြဘူးအရာတိုင်းအတွက်ကျွန်တော်တို့ကြီးပဲအမြဲရေးချယ်ခွင့်ဆိုတာမရှိဘူးတခါကျွန်တော်တို့ဟာအရွေးချယ်ခံတွေတခါတော့ကျွန်တော်တို့ဟာအရွေးချယ်ခံမရတဲ့သူတွေကိုယ်ခံစားချက်တွေကိုတစ်ဖက်လူကအမြဲကီးစိုက်နေလိမ့်မယ်လို့လည်းတွေးနေလို့မရအောင်မဟုတ်လားကိုယ့်ဘက်အချမ်းမှာတကဘာလုံးပြိုလဲပြက်စီသွားသလောက်သူ့ဘက်မှာတော့စူးချစ်ရလေးလောက်တောင်ထင်ချင်မှထင်ပါလေဆုံးရှုံးခြင်းတွေဆိုတာကလည်းကိုယ်ခံစားရမှကိုသိတာမျိုးကိုချင်းစာတရားဆိုတာဘယ်တော့မှပထမဦးစားပေးနေရမှာမရှိခဲ့ဘူးဖြတ်တန်းခဲ့တဲ့ဘဝတစ်လျှောက်လုံးမှာကိုကနှုတ်ဆက်ခဲ့သူတွေကိုနှုတ်ဆက်သွားသူတွေဟာမရေမတွက်နိုင်အောင်များပြားခဲ့ပြီမဟုတ်လားဘယ်သူတွေကတကယ်ထွက်သွားပြီးဘယ်သူတွေကတကယ်ကြံခဲ့ကြပါသလဲဘယ်နှစ်ယောက်လောက်ကိုရောစိတ်ထဲမှာနှစ်ကလွမ်းဆွနေခဲ့ကြပါသလဲအချိန်တကူရောက်တဲ့အခါမှာတော့လောကကြီးဟာအဆအရာနေသားတကြပြန်ဖြစ်သွားတာပဲလေတိမ်တွေကိုငေးကြည့်ရတာသဘောကျတယ်ပုံစံမျိုးပြောင်းနိုင်တယ်လို့ကြည့်တဲ့သူအပေါ်မူတည်ပြီးအမြင်တွေမတူနိုင်ကြဘူးလေသူတို့ဟာအဝေးကြီးသွားနိုင်ကြတယ်နှောင်တွယ်မှုကင်းတယ်မူလပုံသဏ္ဍာန်ကိုဆွတ်လွတ်ဖို့လည်းဝေမလေးကြဘူးသူတို့ဆိုတာတိမ်တွေကိုပြောတာပါကောင်းကင်ဘုရားတိမ်တွေလေချစ်ချင်တာတွေတိုင်းဟာအချိန်ရည်တည်ကြမှာလိုချင်တယ်လို့ဖြစ်လာဖို့ဆိုတာဆူတောင်းချက်နဲ့ပြောရမယ်မြက်နိုးနန်းရှိုက်ခဲ့ဖို့သမျှကိုယ့်အပိုင်ဖြစ်မလာနိုင်ဘူးလေဒီလိုပါပဲလိုချင်ရက်နဲ့ဆွတ်လွတ်ခဲ့ရတဲ့အရာတွေအများကြီးပဲတခါတလေကိုယ့်ရဲ့အကောင်းဆုံးရွေးချယ်မှုပါဆိုတဲ့အရာတွေမှာတော့အမားမကင်းတတ်ကြဘူးဒါရှင်သန်မှုပဲနဲ့တူပါတယ်မရေမေခွန်းတွေပဲရင်ဘတ်ထဲမှာရှိပါတယ်မအဖြေကိုကြားရဲဖို့ဆိုတာတိတ်တော့မသေးချသေးဘူးလှုပ်ပေးလိုက်တိုင်းနေနိုင်လို့မဟုတ်တာအဝေးကိုပြေးသွားတဲ့ကားတွေကိုမြင်တိုင်းဘဏ္ဍဘဝလောက်အထိကြံခဲ့နေရမှလဲတွေးမိတယ်အပြစ်တင်စရာမရှိတဲ့လူတစ်ယောက်ရဲ့ရှင်သန်မှုဟာခါပါတယ်တတိယစိတ်ကိုရှုသွင်းပြီးတတိယစိတ်ကိုရှုထုတ်တယ်ဒါကျွန်တော်ဝိပဿနာပါနိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ပါဒီရက်ပိုင်းတွေမှာမူဟာလိုရာထက်ပိုတိတ်ဆိတ်နေခဲ့သလိုပဲတခုခုကိုတွေးနေသလိုမျိုးတခုခုကိုကြံစည်နေသလိုမျိုးတနေရာကိုအကြာကြီးငေးနေတတ်ပြန်နေတခါကျွန်တော်စာဖတ်နေတာကိုထိုင်ငေးတတ်ပြန်ရောမိုးရဲ့စိတ်တွေပြန့်လွင့်နေတဲ့နေရာကိုကျွန်တော်လိုက်ဖမ်းမိမယ်တည်သက်ပြီးရစွာမိုးအတွေးတွေဟာတစွန်းတစတောင်အပြင်ထွက်မနေခဲ့ဘူး3 လရှိခဲ့ပြီမိုးရာသီဟာကျွန်တော်နဲ့မူကိုပေးတွေ့ထားခဲ့ပြီးထွက်သွားခဲ့ပြီရန်ကုန်ရဲ့ဆောင်းကတော့တိတ်စာဖွဲ့စရာမရှိဘူးမလားမအေးဘူးပူရဲဘက်ပူရောက်တယ်ဒီလောက်ပဲဒီထက်ပူပြောစရာမရှိဘူးဆရာဝန်တယောက်ဖြစ်ခဲ့လို့ကျင်းတဲ့ဆရာကမနေမနာလုပ်ရတဲ့အလုပ်တွေပဲရှိတယ် paperwork တွေအစည်းအဝေးတွေလိုလားချက်တွေကြားအပြေးအလွှားလူနာကြည့်နေရတဲ့အချိန်တွေပေါ့ဒီအတော်အတွင်းတွေမှာမရရှိနေခဲ့တာကတော့ကိုသားလေးလို့ခေါ်နေကြလူနာအဖွားကြီးတယောက်ဆုံးမသွားတာရဲ့ကိုစီကန်းကိုလာနေကြကြောင်လေးမလာတော့တာရဲ့ကိုမရှိနေတဲ့အရာတွေဟာအမှတ်တရအဖြစ်နှုတ်ဆက်သွားကြတာမျိုးတွေအားလည်းရတွေကိုမိုးနဲ့အတူကုံဆုံးရင်းခရီးထွက်ဖို့ကိုဘလို့မှစိတ်မကူးမိခဲ့ဒီအခန်းလေးဟာကျွန်တော်ကပါမိုးဟာကျွန်တော်ရဲ့အဖေဂီတာတီးမယ်ကော်ဖီတောက်မယ်မိုးကိုဖတ်ထားရင်စာအုပ်ဖတ်မယ်နေပျော်သားပဲဟန်နီဒီတစ်ပတ်ပိတ်ရက်မှာကိုပြုံးလွင်လိုက်ဖို့ပါလားစက်ခနဲ့မော်ကြည့်လိုက်တော့မိုးဟာအတီပြောနေခဲ့တာဟန်နီပြုံးလွင်မရောက်တာကြာပြီမလားသွားရမှာကြောက်နေခဲ့တာမလားစိတ်ပြေလက်ပြောက်ပေါ့ဟန်နီအမတ်တရတွေအနာတရတွေကိုသွားလေခြင်းလို့Can I be your pain လူတိုင်းရဲ့စိတ်ထဲကနေရာတစ်ခုမှာမှောင်မဲအေးဆက်နေတဲ့အခန်းတွေရှိကြတယ်မလိုခြင်းဆုံးအနာကျင်ရဆုံးမမေ့ခြင်းဆုံးခံစားချက်တွေကို
သိမ်းဆည်းတုံလောင်မှုအတွက်ပေါ့အတတ်နိုင်ဆုံးကိုရောကိုချစ်ရတဲ့သူတွေကိုပါအဲ့ဒီနေရာကိုအလဲမခေါ်ချင်ကြဘူးဒါကျွန်တော်တို့ရှင်သန်မှုရဲ့အားအနည်းဆုံးသောနေရာကျွန်တော်တို့ခံစားမှုတွေရဲ့အထီးအခိုက်မခံဆုံးနေရာမိုးကတော့တိတိကျကျအနာကျင်ရဆုံးနေရာတွေကိုမှသွားချင်ပါတဲ့ပုံမှန်ရောက်လာတဲ့တောက်ကြနေညတညမှာတော့ပုံမှန်မဟုတ်တဲ့ဖြစ်တတ်မှုအနေနဲ့ကျွန်တော်ရောမူဟာအဝေးပြေးကားကြီးပေါ်ရောက်နေကြပြီရန်ကုန်နဲ့ဝေးလာတိုင်းစိတ်ခံစားမှုဟာပိုနှက်ဆိုင်လာသလိုမျိုးလူဟာပိုပြီးတိတ်ဆိတ်ချင်လာတဲ့တင်းတင်းကြပ်ကြပ်စုပ်ကင်ထားတဲ့မိုးလက်ဘဝကိုတော့မိုးဟာအခြားလက်တစ်ဖက်နဲ့ပြန်အုပ်ကင်ထားပေးခဲ့တယ်တယောက်တစ်ဖက်တက်ထားတဲ့နှကြက်လေးတစ်ခုတည်းကတချင်းတန်ဟာတိုးလေးပဲမျက်လုံးကိုစုံမိလိုက်တဲ့အခါအိပ်ပျော်မှာမဟုတ်ဘူးလို့ကိုတည်နေပြန်တယ်ကျွန်တော်ပခုံးပေါ်မိုးခေါင်းမိလိုက်တဲ့အခါကျွန်တော်ဘားရီနဲ့မိုးရဲ့ဆန်တွေကိုပြန်ကတ်ထားပြတဲ့ဒီအတိတ်တွေစီပြန်လာပြတာမှားနေတယ်လို့ခံစားနေရပေမဲ့လည်းစုပ်ကင်ထားတဲ့လက်တစ်ဖက်မှာတက်တီတွေစိတ်ဝင်နေသလိုမျိုးကျွန်တော်ရဲ့မူရဲ့တဖြည်းဖြည်းချောကိုင်းထားတဲ့ရန်ကုန်မြို့ကြီးရဲ့ဟိုးတခါတော့ကလည်းကျွန်တော်ဟာမရဲ့လက်ကိုစုပ်ကိုင်းပြီးအဝေးပြေးကားကြီးပေါ်မှာကုံဆုံးခဲ့တဲ့ညတညရှိခဲ့ပူပါတယ်။နှကြက်တစ်ခုကိုတယောက်တစ်ဖက်တက်ပြီးတယောက်ကိုတယောက်ကောင်းချင်းမိထားပြီးတနေရာကိုကြော်ခိုင်းပြီးခြံခဲ့ပါကြံခဲ့သလိုငြိမ်လေးပါပဲစိတ်တွေတည်နေတဲ့ညနေတွေမှာဘလို့အချစ်တချင်းမျိုးကိုမှမညီချင်တော့ဘူးဝိရောဒီတွေဟာမညီမညာထားခဲ့ရသူကထားခဲ့ခြင်းမှာနေခဲ့ရမယ့်သူကနေခဲ့ရမှာပဲတဲ့လားခမားစိတ်တွေပူကတ်နေတဲ့ကျွန်တော်ခန္ဓာကိုယ်ဟာကြောက်ရွံ့ထိတ်လန့်စေရဘဝဟာပကြီးစရာတယောက်ရဲ့ပိတ်ကားဆန်6သွေးအကွဲဒါကူမှအလှတရားရဲလားကွယ်ကို့မှာတပ်ပြင်းတွေပဲရှိုင်းမိပါတယ်အတိတ်ကဖြစ်ရတွေကိုကျွန်တော်ပြန်တွေးမိတဲ့အခါမပါတဲ့အကြောင်းအရာမျိုးတွေရှိခဲ့တယ်တမင်တက်မိထားတာမျိုးမဟုတ်ပဲသတိမရတာအမတ်တမဲ့ဖြစ်နေတာမျိုးမိုးနဲ့ပြင်ဦးလွင်ရောက်တဲ့နေ့ကစပြီးအကြောင်းအရာတချို့ကိုထပ်သတိရလာတယ်ကျွန်တော်ခါကိုဖတ်ပြီးမနဲ့အတူဆိုင်ကယ်စီးရတဲ့အချိန်တွေဘိန်းပေါက်သွားလို့ဆင်းတွန်းခဲ့ရတဲ့နေရာတွေအားလီချက်ကင်မရလို့ထိုင်ဆောင်ခဲ့ရတဲ့ reception တွေအရေးတွေကအသစ်ပြန်ဖြစ်တယ်မိုးကတော့ကျွန်တော်ကိုအရေးတကြီးနေပဲတခုခုကိုကျွန်တော်ငေးသွားတဲ့အခါမျိုးမှာကျွန်တော်လက်တွေကိုတင်းဆုပ်ကင်ပြီးဖြစ်ညစ်တယ်အဆင်ပြေရလားဆိုတဲ့အကြည့်နဲ့ကြည့်တယ်အဆအရာလှပခဲ့တဲ့မျိုးဟာကျွန်တော်စိတ်ကျွန်တော်အတိတ်ကြောင့်တော့အထီးကျန်မဆန်သွားပါဘူးပြင်ဦးလွင်ဟာအယောင်အသစ်တွေနဲ့လှတော့မယ်စိမ့်ဆူရှိတော့မယ်ဆိုင်ကယ်တွေကိုတတိထားရတော့မယ်မကိုချစ်ခဲ့သလိုပြင်ဦးလွင်ကိုချစ်တုံးမယ်ပြီးတော့ကျွန်တော်ကိုဒီခေါ်လာတဲ့မှုကိုရောပဲကျွန်တော်ဖတာဆိုဘယ်တော့မှရောက်ဖြစ်မှာမဟုတ်တဲ့နေရာတစ်ခုဖြစ်သွားတော့မှမိုးအတွက်ဆွဲတာအဝါရောင်လေးတစ်ထည်ဝယ်ပေးဖြစ်တယ်အဝတ်အစားနဲ့ပတ်သက်ရင်မိုးကိုပထမအဦးဆုံးဝယ်ပေးပူတာပဲကျွန်တော်တိုက်ခန်းမှာရှိတဲ့3-4တဲ့တော့အဝတ်အစားတွေကိုပဲမိုးဟာလှည့်ပတ်ဝတ်နေခဲ့တာကျွန်တော်တီရှပ်တွေကိုတော့မိုးဟာမကြာခဏယူဝတ်လေးရှိပါတယ်ကျွန်တော်တီရှပ်တွေဟာမိုးနဲ့အတော်ပဲပြီးတော့မိုးဟာကျွန်တော်တီရှပ်တွေနဲ့လှတယ်ဒီဖျားပေါ်ကကြည့်ရင်ရှုခင်းတွေအရန်လှတယ်အကုန်လုံးကိုအပေါ်ကစီးပြီးမြင်နေရတဲ့ခံစားချက်မနဲ့အတူတူလဲလာခဲ့ဘူးတယ်အခုတော့မိုးနဲ့အတူမိုးကအဝေးကြီးကိုငေးနေတယ်ကျွန်တော်လည်းအဝေးကြီးကိုငေးနေတယ်အေးဆက်လေးတွေကြောင့်စောက်ကင်ထားတဲ့ကျွန်တော်တို့လက်တွေအေးဆက်နေခဲ့တယ်ကိုတို့အကြောင်းဆက်နာထောင်ခြင်းလားမိုးကပြုံးပြီးကောင်းနေတယ်ဟန်ဒီအစီပြေပြောပြမိုးသိချင်တယ်ကျိုးတစ်ချောင်းကိုကတ်ကြီးတက်လက်နဲ့ဖြတ်လိုက်တဲ့အခါနှစ်ဖက်စလုံးတရားအတူတူရခဲ့တာပဲမဟုတ်လားပြန်တန်းနေတဲ့ငှက်ကလေးတွေဟာအထီးကျန်မှုဆိုတာမခံစားဘူးသလိုဟန်ဆောင်ကောင်းကြတယ်နာကျင်ကြိုက်ခဲစေတဲ့သောတရားမျိုးတွေကိုတရွတ်တရတန်ဖိုးထားတဲ့ကြသူတွေဟာတိတ်ချစ်တတ်တဲ့သူတွေတဲ့ဟုတ်လားကျွန်တော်မသိဘူးသိလည်းမသိချင်ခဲ့ဘူး
ထွက်ခွာသွားတဲ့သူတွေမှလည်းနာကျင်မှုတွေရှိပါတယ်တဲ့အဲ့ဒီနာကျင်မှုတွေကိုကျွန်တော်ဘယ်တော့မှနားမလည်ခဲ့ဘူးကျွန်တော်ကအမြဲကြံခဲ့ရသူလေရှင်သာမှုကကောင်းကင်ဆန်ပါတယ်ကိုယ့်စီကကြွေသွားတဲ့ကျယ်တွေကိုလွမ်းရင်းရှင်သန်ရတာမျိုးတွေလေတနည်းအားဖြင့်ဒါကိုအတ္တလို့ခေါ်မလားလူတွေဟာကိုယ့်ကိုယ်အချစ်ကြဆုံးတွေတဲ့ကျွန်တော်မသိတဲ့ theory တစ်ခုထဲမှာအဖြေဟာပြောင်းပြန်ထွက်နိုင်ပါသေးတယ်ကျွန်တော်တို့ရဲ့သိမြင်မှုနဲ့ပဲဆိုတာတကယ်တော့သိသေးလေးပါပဲပြီးတော့ကျွန်တော်တို့ဟာအများကြီးမသိကြဘူးအဝေးပြေးကောင်းဝင်းကြီးတွေရောက်တိုင်းကျွန်တော်စိတ်တွေဟာအမြဲတစေလွမ်းဆွမှုကိုခံစားနေရတော့မှာပဲဟိုးအရင်ချိန်တွေကစလို့အခုအချိန်ထိတည်တည်ရက်နဲ့ခုန်ဆင်းခဲ့တဲ့အိမ်မက်များအဝါရောင်အနက်ရောင်ပြေးထွက်သွားတော့ကြောင်အဝါရောင်လေးပြန်လာပါချစ်ရေဒဏ်ရာတွေဆိုရင်လည်းကိုလက်ခံပါတယ်အဝေးပြေးကောင်းဝင်းကြီးထဲမှာရပ်ထားတဲ့ကားတွေဟာအရာအမျိုးမျိုးနဲ့တစ်လွင်တောက်ပနေတယ်ကျွန်တော်ပြုံးလွင်မှနေရတာပြောတယ်ညဈေးကအစားအသောက်တွေကိုကြိုက်တဲ့ဆိုင်ကယ်ကိုလီဗာကုံဆွဲပြီးမြို့ပြင်ပြေးထွက်ရတာသဘောကျတယ်ဒါပေမဲ့ပျော်တဲ့နေရာမှာပျော်သလောက်နေဖို့ကျွန်တော်တက်နိုင်တာကကုန်သွားခဲ့ပြီလေမင်းပြောင်းရတဲ့နေရာကရန်ကုန်ဖြစ်နေဖို့ကိုဘလောက်အထိဆူတောင်းခဲ့ရလဲသိရလားလင်ကျွန်တော်ကတော့မပြောဘူးမကျွန်တော်တစ်ချက်မော့ကြည့်ပြီးကျွန်တော်လက်ဖို့ဝါးတွေကိုတင်းနေအောင်စုပ်ပေးထားတယ်ကိုတို့အချိန်မရွေးလာလဲလို့ရနေတဲ့မြို့လေးတစ်ခုပဲလေလင်းရကျွန်တော်ဘာမှဆက်မပြောဖြစ်တော့ဘူးကျွန်တော်မပြောတာပြုံးလွင်ရပြောင်းရလို့ဆိုတာထက်အခြားအကြောင်းအရာတစ်ခုကြောင့်ဆိုတာကိုမဟုတ်တကူးတကမရှင်းပြချင်တော့ဘူးမျက်လုံးပိတ်လိုက်တိုင်းမရဲ့ဖုန်းမျက်နှာပြင်ပေါ်က notification လေးတစ်ခုကိုပဲပြန်မြင်အောင်နေတညလုံးမအောင်စကားတစ်ခွန်းမှမပြောဖြစ်ဘူးအဝေးပြေးကားလမ်းမတွေဟာအမြဲလိုမှောင်မိုက်နေတတ်တဲ့သဘောရှိတယ်မလားကျွန်တော်ဟာအမောင်ထဲကိုငေးတယ်ကျွန်တော်ကိုမှီပြီးအိပ်ပျော်နေတယ်မဟုတ်ငေးတယ်ဒါပေမဲ့ကျွန်တော်ဘာကုံမှတကယ်မမြင်ခဲ့ပါဘူးအစစ်အမှန်ကိုတိတိကျကျမြင်ရဖို့ကျွန်တော်ဘယ်လိုကြည့်ရမလဲတိုက်ခန်းခက်ချင်ချင်းတစ်ခုငါပြီးနေဖြစ်တယ်တိတ်တိတ်ဆိတ်ဆိတ်စာပတ်ဖို့တိတ်တိတ်ဆိတ်ဆိတ်စာရေးဖို့တခါမလာလဲဖို့ပြောတာပါတကယ်တမ်းရန်ကုန်ရောက်နေပေမဲ့မနဲ့နေ့တိုင်းတွေးဖြစ်နေတာမဟုတ်ပြန်ဘူးကျွန်တော်ကလည်းစေးရုံနဲ့အလုပ်တွေများနေသလိုမကလည်းအသစ်လုပ်နေတဲ့ project တစ်ခုနဲ့အလုပ်တွေများနေခဲ့တာရုံးစင်းချိန်ကော်ဖီအတူတောက်ဟာတာတွေပြောရုံးပိတ်ရက်လေးလျှောက်သွားလိုအပ်တာလေးတူတူဝိတ်ဒီလောက်ပဲမနဲ့တွေ့ဖြစ်ခဲ့တယ်ရှာပပရုံးပိတ်ရက်တစ်ခုမှမကျွန်တော်တိုက်ခံလာနေတဲ့ကြည်လက်စာရုပ်ရှင်ကားတစ်ခုကိုအတူတူကြည့်ဖြစ်တယ်ကော်ဖီတစ်ခွက်ကို2ယောက်တောက်ရင်မကကျွန်တော်ရင်ခွင်ထဲမှာဒီလိုအချိန်တွေကိုကျွန်တော်တို့2ယောက်လုံးသဘောကျတယ်ရုပ်ရှင်ရုံမှာကြည့်ရတာနဲ့မတူကြည်နူးတဲ့ခံစားချက်မျိုးတသိမ့်သိမ့်ရတယ်ဘယ်လိုပြောရမလဲပြန်တွေးတိုင်းပြန်လိုချင်လာတဲ့ခံစားချက်မျိုးရုပ်ရှင်ကားကပြင်သစ်ဒရမာကားလေးနားလည်မှုလမ်းပြီးလမ်းခွဲလိုက်တဲ့ချက်သူနှစ်ဦးအကြောင်းစိတ်ထင်ရလိုက်လုံနေတဲ့ကောင်လေးကိုအဝေးကနေငေးပြီးမျက်ရည်ကျနေတဲ့ကောင်မလေးတယောက်ကောင်လေးဟာသူတကယ်မချစ်ပဲနဲ့မိန်းမတွေရှောက်တွယ်နေတာကိုနာကျင်ငေးကြည့်နေရတဲ့ကောင်မလေးတယောက်နောက်ဆုံးမှာကောင်လေးရောကောင်မလေးရောဟာစိတ်ပင်ပန်းမှုတွေကြောင့်တိုက်ပေါ်ကခုန်ကြပြီးကိုတက်တည်ခဲ့ကြတယ်သူတို့ခုန်ကြခဲ့တဲ့အချိန်ဟာသူတို့စတွေ့ခဲ့တဲ့နေ့သူတို့စတွေ့ခဲ့တဲ့တိုက်အမြင့်ကြီးပေါ်ကဝရန်တာပဲသူတို့ခုန်ကြခဲ့တာဒါပေမဲ့တယောက်ကိုတယောက်သူတို့မမြင်ခဲ့ကြပါဘူးတစ်ချိန်နဲ့တစ်ပြိုင်နဲ့ခုန်ချခဲ့ပေမဲ့စညိုးရေးစီယာကသူတို့ကိုနောက်ဆုံးအချိန်ထိပေးမတွေ့ခဲ့ဘူးကျွန်တော်တို့နှစ်ယောက်စလုံးမွန်းချက်ပြီးကြံခဲ့တဲ့အေးဆက်နေတဲ့ကော်ဖီတွေဟာမွန်းချက်မှုကိုမဖြေပေးနိုင်ခဲ့ဘူးလေတယောက်ကိုတယောက်ပို့ပြီးတင်းကြပ်ဖတ်ထားမိရဲ့လင်းတကယ်လို့မြောက်ဝေးသွားကြပြီဆိုကိုတို့တယောက်ကိုတယောက်မေးလိုက်ကြရအောင်တော့တဲ့ကျွန်တော်ဘာမှပြန်မဖြေခဲ့ဘူးတခါတလေမေးဖို့ကြိုးစားတာကပိုပြီးသတိရစီတတ်တာမဟုတ်လားအုံနောက်ကအကောင်းဆုံးအတိတ်တွေကိုသာမကအဆိုးဆုံးအတိတ်တွေကိုပါမှတ်သားထားတတ်တာမျိုးရီးရတယ်ကျွန်တော်တို့ဟာကိုအုံနောက်ကိုယ်တော်ထိန်းချုပ်နိုင်တဲ့သတော်ကအမျိုးအစားထဲမှာမပါခဲ့ဘူးလေ
ရုတ်တရက်ကျွန်တော်မှာတတိတွေရှိလာတယ်ဘလောက်အထိဒီကိစ္စကြီးကိုကျွန်တော်ရှောင်နေနိုင်ပါလဲကျွန်တော်ရင်ဆိုင်တဲ့နေလှလို့ရမှာဘလောက်တေချာနေပါစေပေါ့မနေမမွေနေတော့မဖုန်းစာတစောင်းဝင်လာတာတွေ့တယ်လင်းတို့ဘယ်အချိန်ထိတူတူဆက်နေလို့ရအောင်ပါလဲမဟာငိုင်းသွားတယ်လင်းဘလောက်အထိမအကြောင်းသိထားလဲကျွန်တော်ပြန်မဖြေဖြစ်ဘူးမရဲ့မျိုးသားဟာနိုင်ငံသားကပြန်လာတော့မယ့်အကြောင်းတွေမရဲ့အစင်မပြေတဲ့အိမ်တော်ရွေးတွေမမပြောဘဲသိထားတဲ့မရဲ့အကြောင်းတွေကိုမကိုပြန်မပြောပြချင်ဘူးတကယ်သိချင်ရင်လူတစ်ယောက်အကြောင်းစုံစမ်းရတာမခက်ဘူးမဟုတ်လားကျွန်တော်ကတော့နေလို့ရတဲ့အထိမအနာနေခြင်းသေးတယ်မနေတဲ့တော့ဘူးလို့ခံစားရတဲ့အခါကျွန်တော်ထွက်သွားတော့မယ်ဒီနေ့လည်းဖြစ်ချင်းဖြစ်မယ်မနေ့ပြန်လည်းဖြစ်ချင်းဖြစ်မယ်မသိတော့မရဲ့မဟာငိုတယ်ကျွန်တော်ကိုတင်းနေအောင်ဖတ်ထားပြီးငိုတယ်ကျွန်တော်ကိုညာခဲ့မိတဲ့အကြောင်းတွေကျွန်တော်ကိုသိချစ်တဲ့အကြောင်းတွေဘလို့ပဲဖြစ်ဖြစ်ဒီတစ်ခါမအမျိုးသားပြန်လာရင်မလိုက်သွားရတော့မှာမဟုတ်လားမစီရအဖြေကိုမကြားချင်တော့ဘူးမကလည်းဘာမှမဖြေပါဘူးကျွန်တော်တို့တညလုံးကြောခိုင်းအိပ်ဖြစ်ခဲ့တဲ့ညတညပါပဲဒီအခန်းထဲမှာလေးလံတဲ့တပ်ပြင်းတွေမရီရတဲ့ဟာတာတွေနဲ့ညှဉ်းနှွမ်းနေတဲ့ကျင့်ဝတ်တရားတွေပဲရှိတယ်။နောင်တဆိုရဲခန်းစားချက်လားဝမ်းနေစိတ်လားကိုဘာခန်းစားနေရမှန်းတော့မသိတဲ့ခန်းစားချက်မျိုးတွေကျွန်တော်လက်ထပ်ဖို့ကြိုးစားနေတဲ့အမျိုးသမီးဟာအခြားအမျိုးသားတစ်ယောက်ရဲ့တရားဝင်စနီးမရဖြစ်နေပြီးအဲ့ဒါကိုတီးလိုက်ရချိန်မှာတော့ကျွန်တော်ဟာဆွန့်လို့ရမှာကိုကြောက်နေသေးတယ်။ကျွန်တော်ဟာမဟုတ်ဘလောက်ထိချစ်နေခဲ့တာပါလဲဒါမှမဟုတ်မမရှိတဲ့ဘဝမှာနေထိုင်ရမယ့်အချိန်တွေကိုကျွန်တော်ကြောက်နေခဲ့တာလားကျွန်တော်တို့ဟာကိုတော့ရိုးသားရပါမယ်ဒါဟာကျွန်တော်သိပြီးမလိုက်နာဖြစ်တဲ့လောကဝိတ်တစ်ခုပါပဲဘလောက်အထိဝေးလို့ရသေးလဲမင်းနဲ့ငါနဲ့ဒီဘဝမှာဘလောက်အထိပြန်မဆုံလို့ရသေးလဲအဆုံးစွန်အထိပြေးမဲ့သူကိုအဆုံးစွန်ဆုံးဆိုတဲ့နေရာကနေရက်ကြည့်ရီမောမယ်ကိုလဲခုကဘာမှာတော့ရီမောနေလို့ရတယ်မလားခက်ပြက်ပြက်စာကြောင်းတွေထဲမှာအချစ်ကိုရှာပါဘယ်သူမှမရှိတဲ့ကဘာထဲမှာကိုမင်းကိုရှာပါမယ်မောင်မွေနေ့မှာကျွန်တော်စီအမှတ်မထင်ရောက်လာတဲ့အစတစားကနေစားလို့မဟာကျွန်တော်အချိန်မရွေးဆုံးရှုံးနိုင်တဲ့အရာတခုဆိုတာကြိုတင်တွေးတောထားပြီးသားပါပဲအိမ်တော်ရဲ့အဆင်မပြေတဲ့မရဲ့ဘဝမှာမအနားယူရရင်ခွင်တစ်ခုဖြစ်ခဲ့တဲ့အတွက်တိမ်ငယ်ရမလားဝမ်းသာရမလားဝေခွဲမရခဲ့ဘူးနောင်တရမိသလိုခံစားရတယ်ဒါပေမဲ့နောက်ပြန်လှည့်ကြည့်ခြင်းစိတ်ကိုရင်ဘတ်ထဲမှာရှာမရဘူးပြီးတော့မကျွန်တော်ကိုညားတယ်ဆိုတဲ့ခံစားချက်မျိုးလုံးဝမခံစားရဘူးမဟာတယောက်ယောက်ကိုလက်ထပ်ထားပြီးတယောက်ယောက်ကိုတကယ်ချစ်နေတာပါလို့ယူမိုက်ကျွန်တော်ယုံကြည်နေတော့မယ်ကျွန်တော်ဘလောက်အထိမအနားမှာဆက်နေလို့ရမှာလဲဒီမေးခွန်းကိုမရင်ခွင်နဲ့တိုးဝင်ပြီးအချိန်ချင်းမေးဖြစ်တယ်မရဲ့တပ်ပြင်းတွေကိုကျွန်တော်အလို့ရနေခဲ့တယ်လှချရမေမှန်တည်တည်နဲ့ပိုစုပ်ကင်ထားမိတာမနေမှကျွန်တော်သိပါတယ်ကျွန်တော်မကွဲကြည်ချင်သေးဘူးမဟာနေ့တိုင်းကျွန်တော်စီမှာအိတ်တယ်အဆောင်မပြန်ဘူးမမိဘတွေကနေကဆိုတဲ့အကြောင်းတွေရောက်ခမတွေနဲ့မနေချင်လို့အဆောင်မှာနေတဲ့အကြောင်းတွေမပြောပြသမျှအကုန်ကိုမလက်တွေကိုစုပ်ကင်ထားပြီးငြိမ်ငြိမ်လေးနားထောင်နေမဟာအခုမှထပ်ပေါ်တွေ့သွားသလိုမျိုးခံစားနေရသမျှတွေအကုန်ရင်ဖွင့်နေတခါအားနာတဲ့မျက်လုံးတွေနဲ့ sorry နော်လေးလို့ပြောတတ်ပြန်နေကျွန်တော်မှလည်းရပါတယ်ဆိုတဲ့တခွန်းအလွဲရင်ကျွန်တော်ပြန်ပြောစရာမရှိဘူးမဟုတ်လားအတူတော့ဖြစ်တဲ့ညတွေကြရင်တော့ကျွန်တော်ဟာမောက်ကိုမျိုးစုံအောင်ပြောတာပဲသစ္စာမရှိတဲ့မိန်းမတွေအကြောင်းမရှိလဲကျွန်တော်ဘာမှခံစားနေရမှာမဟုတ်ကြောင်းဘယ်တော့မှမဟာကျွန်တော်ဘဝရဲ့တစ်စိတ်တစ်ပိုင်းမဖြစ်ခဲ့ကြောင်းအဲ့ဒီအချိန်တွေကြရင်မဟာငြိမ်ငြိမ်လေးကျွန်တော်ကိုငေးနေတတ်တယ်ဘလောက်ပြောနောက်ဆုံးကြရင်တော့မရင်ခွင်နဲ့ကျွန်တော်ကိုထားမသွားဖို့တောင်းမှရင်အိပ်ပျော်သွားခဲ့တဲ့ညတွေပါပဲတခါတလေကျမဟာတိတ်ဆိတ်နေတတ်ပြန်ရောကျွန်တော်မှပြောစရာရဲလို့အထွေထူးလည်းမရှိဘူးမဟုတ်လားအတက်နိုင်ဆုံးတော့နှစ်ယောက်စလုံးမူးနေတဲ့အချိန်တစ်ခုကလွဲလို့မရောကျွန်တော်ရောအချိန်တစ်ခုကိုမပြောမိအောင်မတွေးမိအောင်နေတယ်မရှိတဲ့အခါ
ကျွန်တော်တို့အားလုံးတယောက်ယောက်စီကိုဖုံးမခေါ်ကြဘူးရမဟုတ်လားဖုံးမနေပါတဲ့ခမည်းလို့ဖြေတာကြားရတဲ့အခါကိုမနေရင်တော့စိတ်နှောက်ယှက်ဖြစ်ရတာမျိုးလေတကယ်လို့ကျွန်တော်တို့ဟာဘဝမားခေါ်ခဲ့ကြရင်ရောကိုဘကမျောလင့်ထားသမျှအားလုံးတခုမှဖြစ်မလာခဲ့ရင်ရောဒါမှမဟုတ်ဖြစ်မလာနိုင်တာတိတိကျနဲ့ကိုအတ္တတစ်ခုရင်းနဲ့သူ့အနာမှာကက်တွေနေခဲ့တာမျိုးကရောစောက်ကင်ချိန်မှာပျော်ပျော်ရွှင်ရွှင်စောက်ကင်ခဲ့ပေမဲ့လောချချိန်မှာကျွန်တော်ဟာအမြဲဝမ်းနေရတယ်ချစ်ချင်းမြတ်တာဆိုတာတယောက်ဘဝထဲမှာတယောက်ရဲ့အနာဂတ်ကိုပြုထောင်ရခြင်းပဲမဟုတ်လားဝေးသွားမယ်ဆိုတာသိတဲ့အခါဒီလမ်းကိုဘာလို့ဆက်လျှောက်နေမိလဲကိုဘာသာတခြားမသိတော့ဘူးကျွန်တော်ဟာအမြဲကြံခဲ့မဲ့ဘက်ကိုပဲရွေးမိတယ်တဲ့ကိုတို့ဝေးသွားကြပြီနော်တယောက်မှန်ပြီးတယောက်မှားကြတယ်ဆိုရင်တော့မဲမဲမှန်မှာဘာမှမရှိတော့လို့ဘာမှဆုံးရှုံးစရာလည်းမရှိတော့ဘူးမဟုတ်လားကွဲကြည့်မယ်ဆိုတာတည်တည်ရဲ့နဲ့မင်းပြစ်ချခဲ့တဲ့ဖန်ခွက်တစ်လုံးဟာကို sorry နော်မတော်လို့ပါလေလားမင်းသိတော်ပါတယ်ရှင်တန်မှုတစ်လျှောက်လုံးကိုစိုက်ပြိုသမျှကိုပြန်ရမယ်လို့တွက်ဆလို့မရအောင်မဟုတ်လားအမားတွေရင်နေတာကြာလာတော့အမှန်တွေကိုရန်သူလို့ထင်လာတာမျိုးလက်မခံချင်လာတာမျိုးတွေမကြဖြစ်လာတယ်ကိုစိတ်နဲ့ကိုဖြစ်တဲ့ရန်ပွဲတွေမှာမြေစာပင်ဟာလည်းကိုပါပဲရှင်တန်မှုတိုင်းဟာအထီးနာတယ်မင်းတကယ်အဆင်ပြေပါမလားလေးရဲ့တဲ့မပြေတော့မှကျွန်တော်ရွေးချယ်မှာဟုတ်လို့လားတခါပြန်တိတ်ဆိတ်သွားတဲ့အခန်းထဲမှာအစ်ဆက်လေးတို့တွေပဲရှိတယ်ကူကယ်ရမယ့်အနေအထားမျိုးမှာတိတ်တဆိတ်ပြောက်ွယ်သွားချင်တာပါပဲဒါပေမဲ့တကယ်ဝေးရဖို့ဆိုတာနှစ်ယောက်စလုံးထွက်ခွာသွားစရာမလိုဘူးလေထွက်သွားတဲ့တယောက်ကိုကြံခဲ့တဲ့တယောက်ကလွမ်းရမယ်နေရမှမဟုတ်ပေမဲ့ဒါထုံးစံပဲတယောက်ယောက်ကတော့တေချာပေါက်ပြိုလဲရမယ်လေအသက်မပါတဲ့ဆက်ဆံရေးတွေကိုအခုမှရုတ်တရက်ခံစားမိနေတယ်ဆုံးရှုံးမှုတေချာနေတဲ့ခံစားချက်မျိုးကျွန်တော်ရင်ခွင်ထဲကထွက်သွားဖို့ကြိုးစားနေတဲ့မိန်းမတစ်ယောက်ရဲ့လက်ကိုစုပ်ကင်ဆွဲထားခဲ့တဲ့လက်တွေဟာကျွန်တော်လက်တွေလေကျွန်တော်ဟာတစုံတစ်ယောက်ရဲ့အယုတ်ကိုမှမျက်နှာလို့ချင်ခဲ့သူမဟုတ်လားပြန်ပေးရမှာပေါ့ပထမဆုံးပိုင်ရှင်ဟာကျွန်တော်မဟုတ်ခဲ့တော့ပြန်ပေးရမှာပေါ့ကျွန်တော်ဟာမနဲ့အတူအိုမင်းဖို့ကံမပါမလာခဲ့တာပဲမသူ့အမျိုးသားနောက်လိုက်သွားတဲ့ညကကျွန်တော်အိမ်မက်မက်တယ်အိမ်မက်အစကလေးကကျွန်တော်ဟာလမ်းလျှောက်နေခဲ့တာရှေ့မှာလည်းဘာမှမရှိဘူးနောက်မှာလည်းဘာမှမရှိဘူးကျွန်တော်ခြေဘဝတွေအောက်မှာလည်းဘာမှမရှိဘူးခြေတလန်းလန်းလိုက်တိုင်းရှေ့ရောက်နေတယ်လို့ပြောဖို့လဲဘေးမှာကြော်တက်ဖြတ်တန်းရမယ့်ပုံရိပ်သေးတွေဘာမှမရှိဘူးဒါပေမဲ့တစ်ချိန်လုံးကျွန်တော်ရှေ့ကိုပဲရှောင်နေခဲ့တာခြေလန်းတိုင်းဟာရှေ့ကိုပဲဦးတည်ခဲ့တာနောက်ပိုင်းမရှိတော့တဲ့အခန်းထဲမှာယူယူမူမူလွမ်းပြီးအိပ်ပျော်သွားတိုင်းမတ်တဲ့အိမ်မက်မျိုးနိုးလာရင်မောပန်းပြီးစိတ်ရောကိုယ်ပါနှုံးခွေနေတဲ့မနှက်မျိုးမဟာဘယ်တော့မှကျွန်တော်အခန်းထဲကိုနောက်တစ်ခါရောက်မလာတော့ဘူးကော်ဖီကွက်တစ်ခွက်အပြာရောင်တီရှပ်တစ်ထည်နဲ့အဖြူမှာအနက်ပွင့်လေးတွေပါတဲ့ညာဝတ်တစ်ထည်ဟာကျွန်တော်စီမှာကျန်နေခဲ့တယ်တမင်တက်တက်မှတ်ထားခဲ့တာလည်းဖြစ်နိုင်ပါတယ်စာတိုတစ်စောင်ဖုန်းတစ်ကောလောက်ကိုဘလို့စိတ်နဲ့ကျွန်တော်ဟာမြုံနေခဲ့ပါသလဲအခြားအမျိုးသားတစ်ယောက်ရဲ့ရှင်ခွင်မှာမရှိနေမဲ့အချိန်မှာဘာလို့ကျွန်တော်ကရောတယောက်တည်းဖြစ်နေရတာလဲကြောင်တကောင်မွေးထားဘူးပါရဲ့တီတီတာတာမလုတ်တတ်တဲ့မချွဲနဲ့တတ်တဲ့ကြောင်မလေးအစာဝါချိန်မှာပြန်ဖို့ချောင်းနေတတ်တဲ့ကြောင်မလေးကိုအနားနေစေခြင်းနဲ့စိတ်နဲ့တကားရိအကုန်ပိတ်ထားခဲ့ဘူးတယ်ဘလို့ပဲလို့သူဟာကျွန်တော်အနားနေခြင်းနဲ့သူမဟုတ်ဘူးလေကျွန်တော်တကားဖွင့်လိုက်တိုင်းပြေးထွက်သွားပြန်တာပဲသူကျွန်တော်အခန်းထဲရောက်လာတဲ့အခါတကားရိအကုန်ပိတ်ထားလိုက်ကြည့်တယ်ဒီကြောင်မလေးဟာဘာလုပ်လဲသိလားကျွန်တော်တကားဖွင့်ချိန်ထိတကားနာမှာငြိမ်ငြိမ်လေးဝတ်ပြီးစောင့်နေခဲ့ပါတယ်နောက်ဆုံးတော့ကျွန်တော်အရှုံးပေးခဲ့ရပါတယ်ဝင်လာတဲ့အခါပျော်အောင်ထားဖို့ထွက်သွားတဲ့အခါငြိမ်ငြိမ်လေးနေခဲ့ဖို့မဟာကျွန်တော်တိတ်လိုချင်ခဲ့တဲ့ပိုင်ရှင်ရှိတဲ့ကြောင်တကောင်ပါပဲအဝါရောင်ပန်းတွေဟာမြို့နဲ့မနီမဝေးမှာအပတရပွင့်နေကြတော့မယ်ဝမ်းနေခြင်းတွေချကင်းထားတဲ့လမ်းသွယ်တွေဟာမှောင်မဲတိတ်ဆိတ်ဒီမျိုးဟာ
စိတ်မကောင်းခြင်းအခမ်းအနားကိုအမြဲတစေကျင်းပနေခဲ့သလိုပဲကြေခွဲထီကိုက်မြို့အဝင်ဆိုင်ပုတ်ကိုခေါင်းငုံပြီးကြော်လာခဲ့ဖြစ်တယ်။သူကလည်းလမ်းမနှုတ်ဆက်ပါဘူး။တယောက်တည်းဆိုတော့ကျွန်တော်မမိဘူးမပိုး။ "သူဘယ်တော့မှပြန်မလာတော့လားဟန်နီ။သူနဲ့ရောဆက်သွယ်ရသေးလား။မိုးကကျွန်တော်ကြောပြင်တွေကိုသူ့လက်ချောင်းတွေနဲ့ထိကစားနေရင်မိတယ်။သူကြားထဲမှာတစ်ခေါက်ပြန်လာသေးတယ်။ကိုသူချိန်နေမို့ဟန်နီသွားတိတ်ပြစ်တယ်။သူနဲ့ဟန်နီဟာသစိမ်းတွေလိုပဲ။စကားတစ်ခွန်းကိုစဉ်းစားပြီးပြောနေရတာမျိုးစကားမှဆိုလို့ထိန်ပြောနေရတာမျိုးတွေကဟန်နီတို့နှစ်ယောက်စလုံးကိုမွန်းကျက်စေခဲ့တယ်။သူပိုလှလာတယ်။ဟန်နီကိုတော့လူကြီးနဲ့ပိုတူလာတယ်တဲ့။တိုက်ခန်းကိုသူလိုက်လာလို့ရမလားတဲ့။ကိုငင်းခဲ့တယ်မို့သူ့မှာယောက်ျားရှိနေလို့သူများမယားဆိုတဲ့စိတ်မျိုးနဲ့မဟုတ်ပဲအိမ်မက်ဆိုရီအစကပြန်မရတာမှကိုကြောက်နေခဲ့တာမျိုးကော်ဖီရီပူခါလာတယ်။အရာဟာလိုရာထက်ပိုတိတ်ဆိတ်နေခဲ့တယ်။ကိုမင်းသားမဖြစ်ခဲ့တဲ့ဇလန်တစ်ခုကိုကိုယ်တိုင်ပြန်တရုပ်ဆောင်နေရတယ်လို့မျိုးသူ့အကြက်တွေမပြောင်းသေးဘူး။ရှက်အင်ကြီးအကွက်ကိုဝတ်ထားရုံပဲ။ဒီရောရင်မွေးကိုလက်ကောက်ဝတ်မှာစွတ်ထားရုံပဲ။လက်တေကော်ဖီကိုတစိမ့်စိမ့်တောက်တက်နေရုံပဲ။သူဟာငါ့ကိုအရန်ချစ်တဲ့ပုံစံနဲ့မဟုတ်ခဲ့ပေမဲ့သူဟာသူဖြစ်နေရုံပဲမို့သူ့စိတ်ထဲမှာဟန်နေမရှိတော့ဘူးလို့ထင်လားသူဟန်နေကိုမချစ်တော့ဘူးလို့ခံစားရလားမျက်လုံးတွေမိတ်လိုက်တိုင်းမှောင်မဲနေတဲ့ကဘာတစ်ခုရှိပါတယ်ဘယ်အရာမှမရှိသလိုဘယ်အရာမှလည်းလိုအပ်နေရမျိုးမရှိဘူးအစကတည်းကဘာမှမရှိခဲ့ရင်ဘာကိုမှလိုအပ်မှာမဟုတ်ဘူးမလားလောကကြီးနဲ့လိုက်လျောညီထွေနေဖို့လောကကြီးကပဲတင်ပေးထားခဲ့တာဗလာတွေထဲမှာပြောအောင်နေတတ်ဖို့အရေးကြီးတာတစ်ခုပဲကိုယ်စိတ်အခြေအနေကိုတုံညမှတ်မှတိတိကျကျထားဖို့ဟန်နေမသိဘူးမို့သူ့ရင်ထဲမြင်အောင်ကိုဟာဘယ်တော့မှတကယ်မကြည့်တတ်ခဲ့ဘူးမိုးဟာဘာမှထပ်မမေးတော့တောက်လက်ဆဆေးလေးရင်ပြီးခဲ့ဟာဖင်စီကန်နာအထိလောင်ကျွမ်းနေခဲ့ပြီတပြေးပြေးတိုက်စားမှုတွေဟာအရာဝတ္ထုတွေပုံမူတည်ပြီးတုံ့ပြန်ပုံချင်းမတူကြဘူးမလားကျွန်တော်ကဆေးလေးလိုလူပါကိုလောင်ကျွမ်းခံလိုက်ရတဲ့အခါပြရီလိုလင့်စင်ပြောက်ွယ်သွားခြင်းနဲ့ဘသူမှသတိမရရဲ့နေပါတယောက်အတွက်တခဏအဖော်တော့ဖြစ်ခဲ့သေးတာပဲကိုစုပ်ကင်ထားတဲ့လက်ဘဝတိုင်းကို့အပိုင်ဖြစ်လာလိမ့်မယ်လို့မှတ်ယူလို့မရအောင်မဟုတ်လားချစ်ချင်းမေတ္တာနဲ့ပတ်သက်ရင်ဘာအာမခံချက်မှမရှိတဲ့အကြောင်းအရာကိုဆုံးရှုံးပြီးချိန်မှာသိလာရတယ်မိုးရင်ခွင်နဲ့တိုးဝင်လိုက်တဲ့အခါမိုးကကျွန်တော်ကိုတင်းနေအောင်ဖတ်ထားပေးတယ်မနေ့တုန်းကလည်းကျွန်တော်မွန်းကျက်လာတဲ့အခါတိုင်းရင်ခွင်နဲ့တိုးဝင်အိတ်တဲ့ကြောင်ပြန်သတိရလာတယ်ဇုံမိတ်ပြစ်လိုက်တဲ့မျက်လုံးဆိုပေမဲ့အိတ်မပြောခဲ့ဘူးမိုးရောကျွန်တော်ရောအလွယ်တကူလက်လွတ်ခဲ့တယ်ဆိုတိုင်းအလွယ်တကူမိတ်ပြစ်လို့မရတဲ့စစ်ဆန်ရေးတွေပါပဲစူးစမ်းခဲ့ဘူးပါတယ်ဆိုတဲ့နာမည်ကောင်းရဖို့အတွက်တော့မကိုစိတ်မပင်ပန်းစေချင်တော့ဘူးကြည်ကြည်နက်နက်ကြီးကြံခဲ့လိုက်တာလို့ပြောဖို့ကိုလိပ်ပြကိုမလုံးပါဘူးမရနိုင်လို့သာလွတ်ပေးခဲ့ရတာဆက်လိုက်ခွင့်မရှိလို့သာကြံခဲ့လိုက်ရတာအတူရှိနေခွင့်မရလို့သာတတိယနေရတာပါစပွဲပေါ်အဖြူအောင်နိုင်လေးကမနက်3 နာရီရှိနေခဲ့ပြီမာယောတေးသေးချာချာအိပ်ပျော်ပါရဲ့လားဘာမှမရှိတော့တာသိကြစေဖို့အိမ်မက်တွေကပြန်နိုးရတယ်အချို့အရာတွေကိုဘယ်တော့မှပိုင်ဆိုင်ရတော့မှာမဟုတ်ကြောင်းအချို့စကားတွေကိုဘယ်တော့မှပြောခွင့်ရှိတော့မှာမဟုတ်ကြောင်းအချို့လက်တွေကိုဘယ်တော့မှချိတ်တွဲခွင့်ရတော့မှာမဟုတ်ကြောင်းပြီးတော့အချို့ပြစ်တွေမှုတွေဟာဘယ်တော့မှအတိတ်ပဲရှိတော့မှာမဟုတ်ကြောင်းပြုံးလျာပြန်လာပြီးတဲ့နောက်ပိုင်းမှာမိုးဟာကျွန်တော်နဲ့ပိုပြီးနီးကပ်လာတယ်လို့ခံစားရတယ်ပြီးတော့တသက်လုံးကြလောထိတ်လန့်နေခဲ့တဲ့အတိတ်တွေကိုမိုးကရင်ဆိုင်စေခဲ့တာမလားမနဲ့ပတ်သက်တဲ့စိတ်ခံစားချက်တွေတော်တော်ပေါ့သွားတယ်နေလို့ပိုကောင်းလာသလိုခံစားရတယ်မို့ကိုစိတ်ထဲပိုနေရပေးနိုင်လာတယ်ချုပ်နှောင်ထားခဲ့သူဟာကိုယ်တိုင်ပါပဲပိုပြီးတိတိကျကျပြောရရင်ကျွန်တော်မလွတ်မြောက်ချင်ခဲ့တာမို့ဟန်နေကိုချစ်လားမကိုကျွန်တော်မေးပြလိုက်လို့ရပြီလားဟန်နေကိုချစ်လားဆိုရင်တော့ချစ်နေပြီလို့ဖြေရမယ်ဒါပေမဲ့သူ့ကိုဟန်နေမေးပြလို့ရမယ်မေးနိုင်မယ်ဆိုရင်တော့သူ့နေရာမှာအစားထိုးမဲ့နေရာမျိုးမှမနေချင်ဘူး
ဒါဟန်နီကိုနားလဲမပေးနိုင်တာမျိုးမဟုတ်ဘူးနော်ဟန်နီစိတ်ထဲမှာနှစ်ယောက်လုံးအတူတူရှိနေအောင်ပဲဆိုရင်တော့နေရာတစ်ခုထဲမှာမရှိနေချင်တာဖြစ်တည်မှုတွေကတီးခြားဆန်စေချင်တာမိုးပြောတာကိုကျွန်တော်ကောင်းကောင်းနားလဲခဲ့ပါတယ်ကောင်းငင်ကတစ်ခုတည်းပြင်မဲ့တိမ်တွေကတော့ပုံစံမျိုးမျိုးနဲ့ဖြစ်တည်နေကြတာပဲမဟုတ်လားအမြင်အာရုံတွေကအမြဲသစ္စာမရှိကြဘူးအတိတ်တွေကတော့ဘယ်တော့မှမသိလင်လာမဲ့ဟောင်းနှံ့မှုတွေဖြစ်ကြောင်းကျွန်တော်လက်ခံထားခဲ့တာကြပါပြီမိုးနဲ့မတွေ့ခင်အချိန်ကလေးကအချစ်ဆိုတာပါလဲမို့ကိုမေးမိတယ်တယောက်ကိုတယောက်စိတ်ရောကိုယ်ပါကာကွယ်ပေးရပြီးတယောက်ဖြစ်တည်မှုပါတယောက်ပါဝင်ပတ်သက်နေရတာမျိုးပဲမဟုတ်လားမိုးဖြစ်တည်မှုတွေထဲမှာဟန်နီကတခုပါဟန်နီကိုမိုးပိုင်နေလို့ခံစားရတယ်ပြုံးပြီးပြောနေတဲ့မို့အယောင်တက်တော့မြုပ်ဝင်နေတဲ့မှာကိုပြန်ရှာတွေ့တယ်ရင်ကုန်သံဟာငိမ့်ငိမ့်လေးပဲဒါပေမဲ့အားကောင်းတယ်လက်ဆံပေးတော်မူဟာရင်ခွင်ထဲပြိုကျလာခဲ့တဲ့တင်းကြပ်ကြပ်ပွေ့ဖက်ထားမှုတွေမှာကျွန်တော်အချစ်တွေကိုမိုးလဲခံစားမိမှာပါတယောက်ယောက်ကိုတင်းနေအောင်ဖတ်ထားတယ်ဆိုတာဘာအဓိပ္ပာယ်သက်ရောက်ပါသလဲမျက်နှာမှုဆုံးရှုံးမခံနိုင်မှုတသက်လုံးပိုင်ဆိုင်ထားခြင်းတဲ့စိတ်ဒါတွေပဲမဟုတ်ပါလားချစ်တယ်မှုမျက်နှာပါပဲကျွန်တော်ခံစားမှုတွေရဲ့အခြားတစ်ဖက်မှာမိုးရှိနေတယ်ဆိုတဲ့စိတ်နဲ့ခေါင်းပြန်မောခွင့်ပေးတဲ့အတွက်ဖတ်တာခွင့်ရတဲ့လက်တွေမြဲပါရစေချစ်ချင်းမြတ်တာတွေကြောင့်ပြုံးပျော်ရွှင်ခွင့်ရပါစေမိုးဟာတဘဝလုံးအတွက်အကောင်းဆုံး second chance တစ်ခုဖြစ်ပါစေအဲ့ဒီညမှာမိုးဟာကျွန်တော်လက်မောင်းပေါ်နင်းနေချက်ချက်အိပ်ပျော်နေခဲ့တာကိုတညလုံးဒီပါကျွန်တော်ငေးကြည့်နေခဲ့ပါတယ်ရေးလက်စအပ်စီရဲ့စသိန်းကို happy ending ဖြစ်ဖို့စိတ်ကူးခဲ့မိတဲ့ညပါပဲအချစ်ကလှပါတယ်တိမ်တွေကိုမြင်လာမှုတိုးတိတ်တိတ်လွင့်မျောနေတာကိုချစ်တယ်ဖြစ်တည်ဖြက်စီမှုတွေဟာတိတ်တိတ်ဆိတ်ဆိတ်ပဲကိုလက်ဘဝတွေစုပ်ကင်ထားပြီးပါပြီးရင်ဘယ်ကမှထွက်မသွားပါနဲ့တယောက်တည်းအချာချင်းနေရမယ့်ဘဝတစ်ခုအစားခဏလောက်ပဲဖြစ်ဖြစ်အတူတူရှိနေချင်တာမင်းမပါတဲ့ဝင်တော့ထက်မင်းနဲ့အတူဆိုတဲ့စိတ်နဲ့ထွက်သက်ကိုပိုမှတ်မောပါတယ်အရာအလုံးထက်မင်းကိုပဲအပိုင်လိုချင်တယ်အတ္တဆိုရင်တော့လက်ခံပေးပါကိုသိချစ်တာမို့လို့နှလုံးသားနဲ့ပဲလက်ခံဖြေကြပါတဘဝအလုံးနဲ့ရင်းပြီးခေါ်ဆိုနေပါတယ်ချစ်သူရေကိုမပြောလဲနားလဲတယ်မဟုတ်လားကိုဘလောက်ချစ်ကြောင်းမပြောဘူးဆိုရင်တော့မင်းနဲ့အတူတိတ်ဆိတ်ခြင်းနဲ့ကိုအချစ်ကမိခိုလုံးပါတယ်အထူးသဖြင့်မင်းရဲ့ပေါ်မှာစက်ကူစွန်လေးဟာပြတ်သွားတဲ့ဂျိုးလေးတစ်စားကိုအဝေးကြီးထိခေါ်ဆောင်သွားပါတဲ့ကိုအဲ့ဒီလိုချစ်ပါမို့အကြောင်းတွေပြောသိမိထင်တယ်နော်ဟန်နေတဲ့ကြည့်မိုးဟာဘလောက်ထူးဆန်းလဲမေးနေတော့ကမဖြေတဲ့မိုးဟာမသိကျင်တော့တဲ့အချိန်မှာပြောမယ်လုံနေပြန်တယ်ခံစားချက်တွေကတသမတ်ထဲထားလို့မရဘူးမိုးဟာမှတ်ချက်အမျိုးမျိုးနဲ့လူသားမလေးပါကျွန်တော်ချစ်ရတဲ့ကြောင်မလေးပေါ့ဘာမှပြန်မဖြေဘူးကော်ဖီတွေကနွေ့နွေ့လေးပူနေသေးတယ်တောက်လက်စားစီလေးကဖင်စီကန်အထိမိဆွေနေခဲ့ပြီဘရေးမောင်နာကကျွန်တော်စာရေးတဲ့ဇပွဲနာမှာကျွန်တော်တို့မျက်နှာချင်းဆိုင်ထိုင်နေကြတာမူဟာသူ့ခြေထောက်တွေကိုကျွန်တော်ပေါင်ပေါ်လမ်းတင်ထားတယ်ကျွန်တော်ကတော့မိုးမျက်နှာလေးကိုပဲငေးကြည့်နေတယ်မိုးနိုင်ငံသားမှာကျောင်းသွားတက်နေတာ2 နှစ်ရှိပြီမိုးအဖေနဲ့အမေဟာမိုးငယ်လေးကနေခွေးနေကြတာအဖေကနော်တင်ဟမ်မှာအခြေချနေတယ်အမေကတော့တောင်ကြီးမှာဖွားနေနေတယ်မိုးကောင်လေးနဲ့မိုးတက္ကသိုလ်တက်တော့စတွေ့ခဲ့ကြတာသူနဲ့3 နှစ်လောက်တည်းပြီးမှမိုးပွဲလုံတော့တက်ခဲ့တာညတွေကတိတ်တိတ်ဆိတ်ဆိတ်ပဲရန်ကုန်မြို့ရဲ့ကောင်းကင်ဟာဂျယ်ရီတိတ်မမြင်ရတတ်ဘူးဖေဖေနဲ့မေမေကရန်ကုန်မှာတိုက်ခန်းတစ်ခန်းဝယ်ပေးထားတယ်မိုးကတယောက်ထင်းနေရတော့ပိုကြိုက်တယ်တခါတလေမိုးကောင်လေးလာနေတယ်မိုးနိုင်ငံသားမှာကျောင်းသားတက်တော့သူနေခဲ့အဲ့ဒီတိုက်ခန်းမှာ2 နှစ်အတွင်းတစ်ခါမှမိုးပြန်မလာဘူးအချိန်ပိုင်းလှုပ်တယ်ပတ်စံစုတယ်ကျောင်း3 နှစ်တက်ပြီးရင်ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုလုပ်မယ်ပေါ့အတူတူအိမ်မက်ထားကြတယ်တကယ်သာဆိုမိုး3 နှစ်ပြည့်မှပြန်လာခဲ့တဲ့နာမိုးကဆေးလေးတစ်လိပ်ကိုဘူးရဲကထုတ်ယူလိုက်တယ်ခရစ်ကတ်မီးချက်အဖြူလေးကိုမိုးဘတ်တိုးပေးလိုက်တယ်ဒါမိုးအတွက်2 လိပ်မြောက်မိန်းမတစ်ယောက်ဆေးလိပ်မီးညှိနေတာငေးကြည့်နေဘူးလားမီးမငိမ့်အောင်လက်လေးနဲ့ကားပြီး
ခေါင်းငုံပြီးညှိနေတာလေမိချစ်ရဲ့အဝါရောင်အလင်းမှာမိုးမြုံဝန်းတွေဟာအုံမိုင်းနေခဲ့တယ်မိုးဟာသူ့ရဲ့ဒဏ်ရာတွေကိုတီတီငိမ့်ငိမ့်တူးဆွဖို့ကြိုးစားနေခဲ့ပုံပဲသူ့လက်လေးလမ်းဆုပ်ကိုင်းတော့မိုးကပြုံးပြီးယုံတယ်I'm okay ဟန်နေတဲ့ညနေချက်စီကိုမိကိုရီမုတ်ထုတ်ရင်မိုးကပြောတယ်သူ့ကိုအတိမပေးဘဲမိုးပြန်လာခဲ့တယ်တကားလော့ကိုဘယ်တော့မှမချတတ်တဲ့သူ့အကျင့်ဟာမပြောင်းလဲသေးဘူးဒါကြောင့်ပဲမိုးကန်ဆူသွားခဲ့တာမို့အခန်းထဲမှာမိုးမဟုတ်တဲ့ကောင်မလေးတယောက်နဲ့သူကရီမောပျော်ရွှင်လို့မိုးအဝေးကြီးကနေပြန်လာခဲ့ရတာကွာကြိုသိနိုင်ခဲ့မယ်ဆိုရင်ပြန်လာမယ့်အကြောင်းမိုးသူ့ကိုကြိုပြောခဲ့မိမှာခံကောင်းတော့မဟုတ်ဘူးလားမိုးကပြုံးနေကြည်ကြည်ကွယ်ကွယ်မိုးထင်းနေဒီမြင်ကွင်းကိုမိုးမမြင်ခဲ့ရရင်လေမိုးပြေးနေအဆင်ပြေနေအောင်မသိလားမိုးနဲ့အတူတူနေခဲ့တဲ့ဆိုဖာပေါ်မှာမိုးမဟုတ်တဲ့တခြားတစ်ယောက်နဲ့ဆက်ဆံနေခဲ့ရလေကံကောင်းတယ်လို့ထင်လို့ရပါမယ်မိုးသူ့ကိုချစ်တယ်မမေ့နိုင်တဲ့သူကရှုံးတာပဲမဟုတ်လားမမေ့နိုင်တဲ့သူကရှုံးတာပဲမဟုတ်လားတဲ့တယောက်ယောက်ကိုမေ့ဖို့ကြိုးစားရတာအရန်ခက်တဲ့အလုပ်ပါပဲမေ့ချင်လေသတိရလေလူတယောက်ရဲ့နာကျင်မှုခံနိုင်ရည်ဟာဘယ်လောက်ထိမြင့်ပါသလဲ1လား10လားတယောက်နဲ့တယောက်မတူကြပေမဲ့လူတိုင်းဟာနာကျင်ဘူးကြတာပါပဲယူနစ်တွေဆိုတာအရာရာကိုစားမပြုခဲ့ဘူးမို့ရင်အတူတကောဝေမျှခဲ့တဲ့နာကျင်မှုတွေကိုကျွန်တော်ကြောင့်အေးချမ်းစေချင်ပါတယ်ကျွန်တော်မှလည်းအနာတရတွေနဲ့ပါဒါပေမဲ့မင်းလုံအောင်တော့နှွေးထွေးနဲ့ပေးနိုင်မယ်ထင်ပါတယ်မိုးကညကိုငေးကြည့်နေတယ်ကျွန်တော်တို့တွေတဖြည်းဖြည်းချင်းစိမ့်သွားလိုက်ကြပုံများခမည်းအထိတ်ထဲကကျွန်တော်ကိုမေးဖို့ကြိုးစားတယ်ကျွန်တော်ပြစ်စုံပန်တဲ့ကခမည်းကိုမေးဖို့ကြိုးစားတယ်ကျွန်တော်တို့တွေတဖြည်းဖြည်းချင်းစိမ့်သွားလိုက်ကြပုံများTiger Crystal တယောက်တစ်လုံးနဲ့ပင်လယ်ကြီးကိုထိုင်ကြည့်နေရတာအေးချမ်းနေလိုင်းသံတွေကြားရတယ်စီဂရာငွေတွေကိုစုပ်ယူမဲ့တပင်တွေဟာဘေးမှာအစင်းသင့်မဲ့အဝေးကြီးကလာတဲ့လိုင်းသေးသေးလေးတွေလေးဟာစားနံတဲ့နေမုံမျက်နှာလေးဟာကြည်ကြည်လင်းလင်းကမ်းခြေတစ်ခုခုသွားရအောင်လို့မို့ကိုပြောတော့လိုလားလားကောင်းငိမ့်နေမိုးနဲ့ကျွန်တော်ဟာအရင်ကထက်အများကြီးနီးကပ်လာတယ်ကျောင်းသွားပြန်တက်ဖို့တော့ဘလို့မှပြောမရဘူးကျွန်တော်လိုက်ခဲ့ရင်သွားမယ်မလိုက်ရင်မပြန်တော့ဘူးတဲ့ထုံးစံအတိုင်းအတင်းမညှိယူပဲမိပြပြဒီကိစ္စကိုထားလိုက်တယ်ပိတ်ရက်တစ်ပတ်မှာကျွန်တော်တို့အဝေးပြေးကားကြီးပေါ်ရောက်နေခဲ့ပြန်တယ်မိုးနဲ့အတူသွားရတဲ့ခရီးတိုင်းဟာပျော်စရာပဲနှစ်ချက်တစ်ယောက်တစ်ဖက်နဲ့ဒီတစ်ခေါက်မှလည်းမိုးဟာကျွန်တော်လက်ကိုဆုပ်ကိုင်းထားခဲ့ပါတယ်လမ်းကတော့မောင်မဲနေတာပါပဲစိတ်ထဲမှာတော့လင်းနေတယ်ချောင်းသာရောက်တဲ့အချိန်ကအစောကြီးပါဘာမှမမြင်ရသေးဘူးလိုင်းသံတွေကြားရတယ်အေးတယ်ဟိုတယ်ကပလက်လန်လို့ရတဲ့ထိုင်ကုန်ဖြူလေးမှာကျွန်တော်တို့နှစ်ယောက်ထိုင်နေခဲ့ကြတာမိုးကကျွန်တော်လက်မောင်းကိုတိုးကပ်ပြီးဖတ်ထားတယ်ငုံကြည့်တော့မိုးကပြုံးပြတယ်ရပြီလေဒီလောက်ဆိုကျွန်တော်ကျင်းနေပြီကိုလက်မောင်းကိုတွဲခိုထားတဲ့လက်တစ်ဖက်ရှိရဲဆိုတာပျော်ရွှင်ဖို့အကြောင်းတရားရှာတွေ့ပြီမို့ကိုလန့်ကြည့်တော့မျက်လုံးတွေမိတ်ထားတယ်အိတ်နေတာမဟုတ်တာတော့သိကြပါတယ်တင်းစိတ်ထားတဲ့မို့နှခမ်းတွေကပြုံးရောက်တန်းနေတယ်ရေထဲဆင်းရအောင်လေမို့အတူတူအခန်းဘက်ကိုပြန်ခဲ့တယ်မို့ကပေါင်လယ်လောက်ရှိတဲ့ဘောင်းမီတိုလေးနဲ့တီရှပ်ခက်ချက်လေးတစ်ထဲကိုကောက်ဆွတ်တယ်ရေစော့နေတဲ့မိုးဟာကလေးလေးတယောက်လိုပါပဲကျွန်တော်ကိုရေထဲအတင်းဆွဲခေါ်တယ်စူညံစားပြုတ်နေပြီဖြစ်တဲ့ကံချိန်မှာအချို့သောရေမောသံတွေဟာကျွန်တော်တို့နှစ်ယောက်စီကဖြစ်နေပါလိမ့်မယ်ရေထဲကပြန်တက်ပြီးဟိုတယ်ကရေကူးကန်မှာမိုးရေကူးတယ်ကျွန်တော်ကတော့ရေစိမ်ုံပါပဲကျွန်တော်ရေမကူးတတ်ကြောင်ပြောတော့မိုးကရေရယ်ငပိန်းလေးတဲ့ကျွန်တော်ကတော့ပြုံးနေခဲ့ရပါပဲနေလေကြတော့ကျွန်တော်ရောမိုးရောရေထဲမစင်ပြတော့ဘူးကော်ဖီတစ်ယောက်တစ်ခွက်နဲ့ငိမ့်သက်နေကြတယ်ဒါအချိန်တော်တော်များများကျွန်တော်တို့အချင်းပါပဲပြောစရာမရှိတာကိုတယောက်ယောက်ကစပြီးစကားရှာပြောတာမျိုးလုပ်လို့မရှိဘူးမိုးကရေချိုးတဲ့တစ်ပတ်ကိုရင်ဘတ်မှာစီထားတယ်ရေမချောက်သေးတဲ့စပင်းကိုပခုံးပေါ်မှာဖြန့်ချထားတယ်မိုးဟာအသားဖြူရဲ့ရင်ဘတ်တွေဆိုဖြူပြီးဥနေတာမို့ဘဲဘက်ညက်ရိုးရဲ့အောင်လက်ဖွားအကွာလောက်မှာမဲ့နဲ့လေးတစ်လုံးရှိရဲ့မိုးရင်ဘတ်တွေကိုနန်းတိုင်းအမြဲစပြီးနန်းပြတဲ့နေရာ
အတာငုံပြီးမှုနှကန်းတွေကိုနမ်းနဲ့တုံ့ပြန်မှုဟာမနေကွေးခဲ့ပါဘူးကျွန်တော်နှကန်းတွေကိုပြန်ဆွဲယူနမ်းနေခါမှပတ်ထားတဲ့တပတ်ကိုမူဖြီချလိုက်ပြီးတဲ့အခါမှာတော့ကျွန်တော်ခန္ဓာကိုယ်ဟာမှုစိတ်တွေနဲ့ဖြစ်သွားရပါတယ်နွေးနွေးထွေးထွေးခံစားမှုတွေဒဏ်ရာတွေပေါ်ထက်ရတဲ့ဒဏ်ရာတွေဟာနှစ်ဆနာကျင်တတ်တယ်ဆိုရင်တော့ဒီလိုအချိန်မှာမိုးကုတ်ဆွဲခဲ့တဲ့ကြောပင်တွေကတော့နာကျင်မှုကိုပဲလူလူလားလားတောင်းဆိုနေခဲ့ပါတယ်။အပေါ်ကနေကျွန်တော်ကိုငုံကြည့်နေတဲ့မိုးမြဝန်းတွေဟာရီဝေပြီးအမိတ်ဆန်နေခေါင်းကိုနှောက်လန့်ပြီးမျက်လုံးတွေမေ့ဆင်းသွားတဲ့အပြုအမူတွေဟာမိုးစိတ်ထက်သန်နေတိုင်းတွေ့မြင်ရတဲ့အရာကျွန်တော်မို့ကိုချစ်တယ်ထထိုင်ပြီးမို့ရင်ဘက်တွေကိုမျက်နှာအပ်ထားခဲ့တဲ့ကြောပြင်တွေမှာသွေးတွေယိုစီးကျနေသလိုခံစားရတယ်။အာယုံခံစားမှုဟာငတ်မပြေဘူး။ကျွန်တော်ထပ်လိုချင်သလောက်မိုးစီကအမြဲတမ်းရနေချင်ပါတယ်။အဝေးကြီးကလိုင်းတန်တွေဟာတဖြည်းဖြည်းနီးလာသလိုအကျယ်ကြီးကြားရတယ်။ညီးတွားတန်တိုင်းဟာကိုတို့နှစ်ယောက်စီကပဲဖြစ်ပါစေ။ရင်ခုန်စိတ်လှုပ်ရှားမှုမှန်သမျှမင်းစီကပဲရပါစေ။မိုးရီမင်းဟာကိုခုန်ဆင်းခဲ့တဲ့အိမ်မက်တွေမှာနိုးထမှုတိုင်းမှာမင်းပေးနာရှိနေပါစေတော့အဝေးကြီးကိုလမ်းလျှောက်ရင်းကြံခဲ့တဲ့စိတ်တွေအကြောင်းမတွေးမိအောင်နေမယ်ကော်ဖီတစ်ခွက်လိုဆက်ဆံရေးမှကျွန်တော်ဘက်အချမ်းကခါတတ်မှုတွေပိုခဲ့သလိုပဲသွေးအေးရက်ဆက်ခြင်းတွေနဲ့ကြံခဲ့တဲ့လမ်းမှာကျွန်တော်ရဲ့ပြီးတော့ကျွန်တော်ရဲ့ဒီလောက်ပါပဲတသက်တာဆုံးနေရခြင်းတွေကကြေခွဲဖို့လုံလောက်ခဲ့ပါတယ်ကမ်းခြေမှုလားမသိဘူးလေတွေကအေးစိတ်နေတယ်မမြင်ရပေမဲ့မူရောကျွန်တော်ရောပင်လယ်ကြီးကိုငေးကြည့်နေကြတယ်ဟိုတယ်ရဲ့မီးလင်းရောင်ဟာကမ်းခြေကိုရောက်လာတဲ့လိုင်းလေးတွေကိုရေးရေးလေးမြင်ရတယ်ကျွန်တော်ကရှက်လက်ရှိနေမူကတီရှပ်အပါလေးပေါ်မှာကျွန်တော်ချင်းအင်ကြီးကိုယူဝတ်ထားတယ်ဘီယာတောက်မလားဝီစကီတောက်မလားလို့ကျွန်တော်ပြီးတော့ဘီယာပဲတောက်မယ်မနက်ကားစီးရင်မို့ကောင်းခိုင်းရင်အဆင်မပြေဘူးလို့မိုးကဖြေတယ်ဘန်ဂလိုတွေကရေခဲတစ်တာထဲမှာဒပလင်းတဲကျန်တော့တဲ့ဒိုင်ဂါခရစ်စတယ်ကိုမို့အတွက်ယူပေးလိုက်တယ် reception ကိုဖုန်းဆက်ပြီးလက်လေးပဲနှစ်ပတ်နှစ်ခွက်လောက်မှလိုက်တယ်မိုးကကျွန်တော်ပေါင်တွေပေါ်တင်ပါလွဲထိုင်နေကျွန်တော်လေပင်တွေကိုတိုင်ဖက်ပြီးကျွန်တော်ပခုံးမှာခေါင်းမိထားတယ်မိုးစိတ်ကြည်နေတဲ့အချိန်ဆိုကျွန်တော်နာပုတ်တီးပုတ်သက်မြင်နေတတ်တယ်ကျွန်တော်ပြောမှုပါတယ်မိုးဟာချစ်ကန်ကန်ကြောင်မလေးပါလို့အခုတော့ကျွန်တော်သိချရတဲ့ချစ်ကန်ကန်လေးပေါ့မှားထားတဲ့စားစရာတွေလာပို့တော့မှမိုးဟာဘေးကုံပြောင်းထိုင်နေပင်လယ်ကြီးကိုပြန်ငေးတယ်ကျွန်တော်ပလင်းကမ်းပေးလိုက်တော့မိုးဟာ cheer ဆိုတဲ့အထားနဲ့ပလင်းကိုမြောက်ပြီးပြုံးပြတယ် For the loving one ခါသက်အေးစိမ့်နေတဲ့ဝီစကီခွက်လေးမှာအဝါရောင်ဘလောက်ရာခိုင်နှုန်းပါနေခဲ့တယ်လေစိတ်ထဲမှာနည်းနည်းလေးပူသွားတယ်လေတွေကတော့အေးတော့မယ်တနေ့ကျရင်ကမ်းခြေတစ်ခုခုအတူတူသွားမယ်ဆိုတဲ့စိတ်ကိုမိုးတော်မှာအမြဲရှိခဲ့တယ်ဒါပေမဲ့အကြောင်းမျိုးမျိုးနဲ့မရောက်ဖြစ်ခဲ့ဘူးဒီတစ်ခေါက်ပြန်ရောက်လာရင်တော့ရောက်အောင်သွားမယ်ပေါ့မိုးပြန်မလာခင်တစ်ပတ်လောက်အထိအဲ့ဒီကိစ္စပြောပြကြသေးတယ်ထုံးစံအတိုင်းရုတ်တရက်ပါပဲပင်လယ်ကြီးကိုငေးရင်မိုးကပြောတယ်။ "तू မို့ပြန်မဆက်သွယ်လာဘူးလား။အဲ့ဒီညမှာမိုးစီစာပို့တယ်။ "तू မားပါတယ်တောင်းပန်ပါတယ်ပေါ့။မိုးလဲသွေးအေးစားပြုတ်နေပြီဆိုတော့လက်ခံပေးခဲ့တယ်။တပတ်လောက်သူနဲ့အတူတူမိုးတို့အခန်းမိုးပြန်နေခဲ့တယ်။ထူးဆန်းတယ်မိုးစိတ်တွေဟာပျော်နေခဲ့တာ။ "तू မို့ကိုတကယ်ချစ်တယ်လို့လည်းခံစားလို့ရလာတယ်။အနေဝေးလို့သူ့စိတ်တွေခဏပြောင်းလဲသွားတာပါပေါ့။ဖြစ်တွေးပြီးတယ်။ "तू ကလည်းဟိုးရင်ကလို့မို့ပြန်ကြည့်စိုက်ပြီးတယ်။မိုးတောင်ကြီးခဏပြန်နေတပတ်လောက်ပဲကြောင်းလည်းပြန်ဖွင့်တော့မှလေမိုးကကားနဲ့ပြန်လာမယ်လို့ပြောပြီးကမှတငယ်ချင်းတယောက်နဲ့ကြုံလို့လေရင်နဲ့ပြန်လာဖြစ်တယ်။မှန်းထားတဲ့ရက်ထက်စောရောက်လာတယ်ပေါ့။တကယ်ပါမိုးမယုံလို့စောပြန်လာတာမဟုတ်ဘူး။သူ့အပေါ်လည်းဘာတန်တရားမှမရှိဘူး။ဒါပေမဲ့အခန်းဝမှာမိန်းမစည်းဖက်နှက်တရံရှိနေတယ်။ပြီးတော့သူ့ရင်ခွင်ထဲရောက်နေတဲ့မိန်းကလေးကအရင်တယောက်မဟုတ်ခဲ့ဘူး။လက်ကျန်ပြီးအောင်မိုးကအကုန်မော်တယ်ကျွန်တော်လက်ထဲမှာတော့ဒုတိယခွက်ကတဝက်လောက်ကျန်သေးတယ်လိုင်းတန်တွေကတော့စီးချက်မှန်မှန်လေးပဲအဲ့ဒီမိန်းကလေးပြန်သွားတဲ့အထိမိုးလေကားမှပဲထိုင်ဆောင်ခဲ့တယ်အဲ့ဒီမိန်းကလေးကတော့မို့ကိုသိဖို့မပေါ်ပါဘူး
လေကားမှာပိတ်ထိုင်နေတဲ့မို့အမနည်းနည်းလောက်ဆိုပြီးဆက်ဆင်းသွားခဲ့တယ်။မို့သူနဲ့အပြက်ပြောခဲ့တယ်။မို့ပြန်တော့မဲ့အကြောင်းပြီးတော့ဆက်ဆံရေးတစ်ခုကိုဒီမှာပဲရက်လိုက်ဖို့သူဘာမှမပြောခဲ့ဘူး။တခွန်းမကိုပြန်မပြောတာ။တိတ်ဆိတ်တဲ့တံကိုမခံနိုင်တဲ့အဆုံးမို့လှည့်ထွက်လာခဲ့တာ။မို့ရှောက်ချင်အောင်ရှောက်ရင်ဝင်ပစ်ခဲ့တဲ့ဘာမှဟန်နီကိုတွေ့ရပဲ။အရန်တယောက်တည်းလို့ခံစားရတယ်။တယောက်ယောက်နဲ့စကားပြောချင်တယ်။ဒါပေမဲ့ဟန်နီနဲ့ဘာမှမပြောပြခဲ့ဘူး။ဟိုကိုလည်းမပြန်ချင်ဘူး။ဟန်နီနောက်လိုက်လာခဲ့တာလည်းမို့အရန်စိတ်တွေလိမ်နေလို့ဘာလို့ရမှမသိလို့လိုက်လာခဲ့တာ။ယောက်ျားတစ်ယောက်နဲ့အတူအိတ်လိုက်ရင်နေတာမလားပေါ့။ဒါပေမဲ့မြန်မာနိုင်ငံဆိုတာမို့မိသွားတယ်။မိုးကပြုံးနေနာကျင်မှာပဲ။မိုးမပြန်ချင်တော့ဘူး။ကြောင်းလဲဆက်မတက်ချင်တော့ဘူး။ဟန်နီနဲ့နေရတာပြောတယ်။နေခွင့်ရှိသလောက်နေမယ်။မရှိတော့တဲ့တနေ့ထွက်သွားမယ်။မနေ့ပြန်တရက်လောက်ပဲကြိုတွင်းမယ်။ဒီလောက်ဆိုမိုးနေရအဆင်ပြေတယ်။တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။လိုင်းတန်တွေကလွဲရင် For the loving one မိုးရောကျွန်တော်ရောချီးရလုပ်ခဲ့တဲ့ For the loving one ဆိုတာမို့အတွက်ကျွန်တော်မဟုတ်ခဲ့သလိုကျွန်တော်အတွက်လည်းမို့မဟုတ်ခဲ့ပါဘူးချစ်ခဲ့ဘူးတဲ့တူတယောက်အတွက်ကျွန်တော်တို့ဟာတယောက်ရဲ့အမာရွတ်ထဲမှာမှတယောက်ရှင်သန်ရခြင်းမဟုတ်လားလိုင်းတန်တွေကတိတ်သွားသလိုပဲကြဲကျွေနေတဲ့အတန်တွေကြားနေရတယ်တလုံးပြီးတလုံးဇက်တိုက်ကျွေနေတာမျိုးကြဲကျွေနေတာတော့မဟုတ်ခဲ့ပါဘူးအတိတ်တွေပြိုကွဲနေတာဒဏ်ရာတွေကတော့အမြဲတမ်းအစ်စ်ပါပဲကျွန်တော်ကတော့အမြဲတစေလက်ခံနိုင်အောင်လေ့ကျင့်ထားပါတယ်ဒဏ်ရာတွေကမသေးခဲ့ပါဘူးမို့ရေကိုတို့ကသာမနာတတ်ခဲ့တော့တာတယောက်ရဲ့ကဘာမှာကြဲလေးတစ်လုံးဆိုပေမဲ့အခြားတယောက်ရဲ့ညအတွက်တော့လုံလောက်ပါတယ်ဒါပေမဲ့ချစ်ချင်းမြတ်တာဟာမလိုတဲ့အရက်မှာပဲပြောတယ်ချောင်းသာကပြန်လာပြီးနောက်တရားရုံးမှာကျွန်တော်တို့လက်မှတ်ထိုးလိုက်တယ်ကျွန်တော်ရောမိုးရောကံကြမ္မာကိုမယုံတော့ဘူးလေပြီးတော့ထပ်မဝေးကျင်တော့ဘူးမိုးဘက်ကအတိတ်သက်တွေတောင်မရှိတော့ကျွန်တော်တငယ်ချင်းလင်မယားကိုခေါ်ပြီးတက်တွေလောက်ခံလိုက်ရတယ်မိုးကသူ့အဖေကိုတော့လှမ်းပြောပြတယ်သူ့အဖေကနော်တင်ဟန်မာလာနေဖို့ပြောတယ်နောက်မှသူ့အမိကိုပြောပြမယ်ပေါ့ကျောင်းကိုတစ်နှစ်နားပြီးနောက်နှစ်မှပြန်တက်ဖို့မိုးနဲ့သဘောတူညီမှုရခဲ့တယ်လောဆယ်ကတော့ဒီမှာနေကြအောင်မယ်ဒီလိုအစီအစဉ်လုပ်ထားကြတယ်လက်မှတ်ထိုးလိုက်ပေမဲ့ဘာမှထူးထူးခြားခြားတော့ပြောင်းလဲမသွားခဲ့ဘူးပေါ့ပေါ့ပါပါလွတ်လွတ်လပ်လပ်ပါပဲကျွန်တော်ကအလောက်ကထွက်လိုက်တယ်ခက်ပေမဲ့ကြံဖန်လုပ်လိုက်တော့လေအဆင်ပြေသွားတာပါပဲမိုးဟာအရင်ကထက်ပြုံးတာရည်တာပိုများလာတယ်တခါငင်းနေပေမဲ့ကျွန်တော်နာပိုကက်လာတယ်ပိုချွဲလာတယ်အဆအရာအဆင်ပြေနေတာပါပဲတယောက်ယောက်ကိုမေးဖို့ကြိုးစားပြီးတယောက်ယောက်ကိုဘဝရဲခေါ်ခဲ့တယ်အစားထိုးထားတာမျိုးမဟုတ်ဘူးဖြစ်တည်မှုကတတိတခြားစီပဲပျောက်ကွယ်သွားတာမဟုတ်ပေမဲ့ dark side တွေမှာအချိန်မဖြုံးဖြစ်တော့အဲ့ဒီအချိန်မှာမာဟာဘဝရဲပြန်ဝင်လာတယ်လင်းကိုပြန်ရောက်နေတယ်မာဟာကျွန်တော်ဖုန်းကိုမှတ်မိနေတော့မယ်မတို့အိမ်နာကကော်ဖီဆိုင်လေးမှာပဲတွေ့ဖြစ်တယ်မာဟာစပင်တွေကိုနောက်မှစုပြီးစီထားတဲ့ရှက်လက်ရွှေတွေဝတ်တုံးမယ်ကိုမပြောတဲ့ဆက်ဆံရေးတစ်ခုကိုအဆုံးသတ်ခဲ့ပြီလေကိုတို့အတူတူနေလို့ရပြီမဟုတ်လားမရဲ့မျက်နှာဟာပြုံးရွှင်နေရတာဒါပေမဲ့ကျွန်တော်ဘာမှထူးထူးခြားခြားမခံစားရအောင်ကျွန်တော်လက်ထပ်လိုက်ပြီမဟာငြိမ်ကျသွားတယ်ဘာလို့မော့ကြိုမပြောခဲ့တာလဲလင်းရဲ့တဲ့မော့ကရောကျွန်တော်ကိုစောင့်နေပါလို့တော့ပြောမသွားခဲ့ဘူးလေတိတ်ဆိတ်ပဲကျွန်တော်အရင်ထပြန်လာခဲ့တယ်လွတ်လပ်ပေါ်ပါနေမယ်လို့ထင်လားတကယ်တော့ကျွန်တော်ဟာလေးလံနေရတာမော့ကိုကျွန်တော်ချစ်နေတော့မယ်မအနားမှနေချင်နေတော့မယ်ကြောက်စရာကောင်းတယ်ကျွန်တော်ဟာဘယ်အရာကိုမှတကယ်မပြတ်သားခဲ့ဘူးလူတယောက်မှအခြားလူသားတယောက်ကိုပဲချစ်ခွင့်ရှိတာလားတယောက်ကိုချစ်တယ်လို့ယူဆလိုက်ခြင်းဟာအခြားတယောက်အပေါ်စိတ်ကစားတယ်လို့အလိုလိုအတိတ်ပဲတက်ရောက်သွားပါသလားဒါမှမဟုတ်ကျွန်တော်ရဲ့ဖြစ်တည်မှုတွေကပဲဘောင်မဝင်ခဲ့တာလားကျွန်တော်မို့ကိုချစ်တယ်ပြီးတော့တိတ်ချောက်ချစရာကောင်းတာကကျွန်တော်မကိုလည်းချစ်နေသေးတယ်တခါတည်းချစ်ခဲ့တာပါပဲဒီပန်းတွေဟာဘယ်တော့မှပွင့်မလာတော့ရင်နဲ့အသေးတွေမင်းအဆင်ပြေနေရဲ့လားကိုဘက်မှာတော့ဒဏ်ရာတွေကြီးပါရှောက်သမျှတိုင်းလဲရှေ့ရောက်တယ်မရှိပါဘူးကျင်းစာတွေပဲတယောက်တည်းခံရတယ်မဟာကျွန်တော်ကိုမျိုးစုံဆက်သွဲခဲ့တယ်အကျဉ်းစာတွေပို့ခဲ့တယ်နောက်ဆုံး
ကျွန်တော်မရှိတဲ့အချိန်မှာတော့ကျွန်တော်တိုက်ခန်းမှာဝင်တွေ့လာတွေ့ရတယ်။မိုးသားပြန်မပြောပြရရင်ဒီအကြောင်းတွေကျွန်တော်သိမှာမဟုတ်ပါဘူး။မိုးကတော့သူပြောတာတွေနားထောင်ပေးလိုက်တယ်။ပြီးတော့ဟန်နေသဘောပဲမိုးဘာမှဝင်မပါဘူးလို့ပဲပြောလိုက်တယ်။တီတီငိမ့်ငိမ့်ပါပဲ။မိုးရဲ့ပုံစံဟာအရင်အတိုင်းအရာရာကိုအေးအေးဆေးဆေးပဲ။မဟုတ်တာနားမလည်နိုင်ခဲ့တာလှုပ်ချခဲ့ချိန်မှာပြတ်သားခဲ့သလောက်ပြန်လိုချင်ချိန်မှာအသေးအတန်ပဲ။ဟန်နေသူ့ကိုချစ်နေသေးတာမိုးသိတယ်။မို့ကိုချစ်နေတာလဲမိုးသိတယ်။ဟန်နေသဘောပဲ။မိုးတို့လက်ထပ်ထားတဲ့ကိစ္စကိုလည်းစိတ်ထဲမထားနဲ့ဟန်နေကြိုက်တယ်လို့ဆုံးဖြတ်လို့ရတယ်။ဒါပေမဲ့တခုခုတော့ဆုံးဖြတ်မှရမှာဒီအတိုင်းဆက်သွားလို့မရဘူး။မိုးပြောတာသဘောပေါက်တယ်မလား။တခါတလေမှရှင်မြိုင်ပြီးရွေးရတယ်ဆိုပေမဲ့တိတ်ပျော်စရာကောင်းတာတော့မဟုတ်ဘူး။စိတ်တချမ်းကိုတက်ပြီးစိတ်တချမ်းနဲ့ပဲအသက်ရှင်ရမယ့်အခြေအနေမျိုးတွေကျွန်တော်မစီဖုန်းဆက်လိုက်တယ်။မကျွန်တော်တို့တွေ့ရအောင်လေမို့ကိုပါကျွန်တော်ခေါ်လာခဲ့မယ်လင်းစီပဲမလာခဲ့လိုက်မယ်မနေ့ပြန်မလာခဲ့မယ်လင်းတို့အိမ်ကပဲစောင့်နေပြီဖုန်းချလိုက်တဲ့အထိအရာရာဟာတိတ်ဆိတ်သွားတယ်ကျွန်တော်ရွေးချယ်မှုကမိုးပါပဲရှင်းရှင်းလေးဒါအောင်မသိအောင်ပြပြဖို့ပဲလိုတယ်လက်ခံနိုင်အောင်ပေါ့မနေ့ပြန်ညဆိုကျွန်တော်ရောမိုးပါဒီနိုင်ငံကနေထွက်သွားကြတော့မှကျွန်တော်ဆက်နေရင်မနဲ့ပြန်ပတ်သက်မိတော့မယ်ကျွန်တော်စိတ်တွေမပြတ်သားသေးတာကျွန်တော်သိတယ်ဒီတစ်ခါပြေးထွက်သွားရမှာကကျွန်တော်ပါနောက်လည်းမကြည့်ချင်တော့ဘူးတခုခုကိုစော့ကင်မယ်ဆိုရင်တခုခုကိုပြစ်ချထားခဲ့ရမှာပဲနေရာတစ်ခုမှာအတီတကျဖြစ်ဖို့ကျွန်တော်တို့အစကပြန်ကြိုးစားရမယ်သမီးလေးတစ်ယောက်ရတဲ့အခါ Snowy လို့နာမည်ပေးမယ်ချစ်ချင်းမြတ်တာတွေမှာတော့ကျွန်တော်နဲ့ရောမိုးနဲ့ရောမတူစေချင်ဘူးသူ့ကိုကန်ကောင်းစေချင်တယ်ကျွန်တော်နဲ့မိုးကတော့ပြစ်စုံပန်တွေမှာပဲတည်တံ့ရှင်သန်မယ်စိတ်ကြည်လင်လို့ဂီတာတီးမိတိုင်းဘေးနားမှာမို့ကိုရှိစေချင်တယ်နိုးထမှုတိုင်းမှာမိုးစီကအနမ်းတစ်ချက်လောက်ရချင်တယ်လူတဦးတယောက်ကိုအတင်းအကျပ်မမေ့ပဲလူတီဦးတယောက်ကိုအတင်းအကျပ်မချစ်ပဲမိုးပြောဘူးတယ်လူနှစ်ယောက်ကိုချစ်မိတယ်ဆိုရင်ဘသူ့ကိုပိုချစ်တယ်ဆိုတာဘယ်တော့မှမရှိဘူးတဲ့စိတ်ခံစားမှုတွေဟာတိုင်းတာလို့မရတဲ့တိတ်သီးမှုတွေပဲတဲ့ကျွန်တော်ကောင်းကောင်းနားလည်ခဲ့တယ်ဗရင်ပေါက်ကနေကြည့်ရင်ခေါင်းမိုးတချို့ကိုမြင်ရတယ်နောက်ဆုံးရန်ကုန်ညဘာမှမပြောင်းလဲစွာတည်ငြိမ်နေတယ်ကျွန်တော်ပြန်လာတဲ့အခါဒီလိုပဲကြိုပြီးရွာရန်ကုန်ကြီးမင်းကို Snowy လေးနဲ့မိတ်ဆက်ပေးမယ်မနေ့ပြန်ညကြရင်ကျွန်တော်ရောမူရောဒီနိုင်ငံကနေထွက်သွားကြတော့မှာညနက်လာရင်စိတ်ထဲကဘလို့တန်လိုက်စက်ကွင်းတွေထွက်လာတတ်တာလေပြန်ကောက်ယူလို့ရသမျှဟာအပြက်အစီးတွေကြီးပဲကျွန်တော်လဲလူပါဆုံးရှုံးမှုတိုင်းအတွက်ဝမ်းနေတတ်ပါတယ်တိတ်တီးစရာဆိုပေမဲ့တိတ်များဆဆမဟုတ်ခဲ့ဘူးကျွန်တော်အတွက်ကစာအုပ်တွေပဲရှိတယ်တော့ပိတ်ထားခဲ့မဲ့တိုက်ခန်းလေးထဲမှာဖုံမတက်အောင်ပဲတေချာထုတ်ဖို့တင်စီထားခဲ့ရမှာတွေစာအုပ်ထုတ်ဖို့ရေးလက်စာစာတွေဆက်ရေးဖို့ဆိုတာကလည်းအချိန်မရွေးကွန်ပျူတာဖွင့်လိုက်တာနဲ့ရနေတဲ့ခေတ်ကြီးမှာပေါ့ပါပဲထွက်ခွာသွားခဲ့ခြင်းတော့တယ်။သမီးလေးကိုတော့သူ့ကိုမြန်မာနိုင်ငံမှာပဲရှင်သန်စေခြင်းနဲ့လူတော့လူအောင်မယ်ဆိုပေမဲ့လည်းပေါ့အိမ်မက်တွေဆိုတာကြုံမလို့ရတယ်လေ။ဒီတိုက်ခန်းလေးတွေကိုရောင်းမဖြစ်ပဲပြန်လာကြဖို့ကျွန်တော်ရောမူရောတွေးထားခဲ့ကြတယ်။လေရင်လက်မှတ်ကိစ္စနဲ့အပြင်ခဏထွက်ခဲ့တယ်။မလာရင်ခဏဆောင်ဖို့မိုးကိုမှာထားခဲ့တယ်။နိုင်ဝက်လောက်ပဲကြာမယ်ထင်ခဲ့ပေမဲ့တနာရီဝန်းကျင်တော့အချိန်ပေးလိုက်ရတယ်။ကျွန်တော်ပြန်ရောက်တော့အခန်းမှာမိမစီဖက်နှက်တရံမရောက်နေခဲ့ပြီပေါ့။အသက်ကိုဝါရှူရင်အခန်းထဲဝင်လာခဲ့။ရှင်တန်ရမယ့်စိတ်တချမ်းအတွက်အခြားစိတ်တချမ်းကိုတော့တတ်ရမှာပဲမဟုတ်လား။ကျွန်တော်တွေးဝေမနေသင့်တော့ဘူး။မဟာကျွန်တော်တခါမှမမြင်ဘူးတဲ့ပုံစံနဲ့ကျွန်တော်ကိုကြိုတယ်။မလက်ချောင်းတွေကြားမှာဆေးလိတ်တလိမ့်နဲ့အငွေ့တွေကိုမှုတ်ထုတ်ရင်ကျွန်တော်ကိုအေးဆက်ပြုံးလို့မဆေးလိတ်တောက်တက်နေတာကျွန်တော်မသိဘူးကျမ်းပြင်ပေါ်မှာမိုးဟာခွေလေးမိုးမျက်လုံးတွေဟာပြူကျဲလို့နှက်ခမ်းတွေဟနေတယ်သွေးခုန်နှုံးကအစနှလုံးခုန်တန်တွေအထိငြိမ်သက်နေခဲ့တယ်ဘေးနားမှာပြန့်ကျဲနေတာကဆေးထိုးအပ်တွေတိကျပြောရရင်အင်ဆူလင်ထိုးတဲ့အပ်တွေမဟာအေးဆေးလိတ်ထိုင်တောက်နေခဲ့တယ်မိုးရဲ့လက်တွေဟာနှွေးထွေးနေစေအသက်မရှူတော့တာကလွယ်ရင်ငြိမ်သက်နေကြတာကလွယ်ရင်ဘာမှမတုတ်ပြန်တော့တာကလွယ်ရင်
မို့သားတွေဟာနှွေးဣနေစေမင်းဘာလုပ်လိုက်တာလဲမသူ့ကိုတက်လိုက်တာလေကျွန်တော်မျက်လုံးတွေပြကနေပဲစိတ်ဟာထိန်ချုံလို့မရတော့မမျက်နှာကိုကျွန်တော်ဖျက်ရိုက်ပလိုက်တယ်ထိုင်ကုန်ပေါ်ပြစ်လွဲသွားတဲ့မကိုအင်ဂျီရှင်ဘက်ကဆွဲပြီးကျွန်တော်ထပ်မိတယ်မင်းဘာလို့သူ့ကိုတက်ရတာလဲမင်းကိုသူဘာလုပ်ခဲ့လို့လဲမင်းသိလားလဲမင်းစီပြန်လာဖို့နေ့ရက်တိုင်းကိုကြိုးစားခဲ့ရတယ်ဆိုတာကိုဘာရီဆွန့်လွတ်ခဲ့ရတယ်ဆိုတာကိုအိမ်မက်တွေကိုတခြားတစ်ယောက်ရဲ့လက်ထဲကိုလွယ်ကူထဲ့မလိုက်မထင်လားမနှကန်းတောင်ကစီကြလာတဲ့တွေကိုမြင်ပြီးစိတ်တွေပါစူပွက်ခဲ့ရတယ်မမင်းကိုချစ်မစကားမဆုံးသေးခင်ကျွန်တော်မမျက်နှာကိုဆွဲထုတ်ပစ်ခဲ့တယ်ဘယ်နှစ်ချက်မှကျွန်တော်မသိဘူးတတိထားမိတဲ့အချိန်မှာမဟာကျွန်တော်လက်ထဲပျော့ခွေနေခဲ့ပြီတောက်တစ်ချက်ခောက်ပြီးထိုင်ကုန်ပေါ်စောင့်တွန်းချပစ်ခဲ့တယ်မရဲ့လက်တွေကိုနောက်ပြန်ကျိုးတုပ်ထားခဲ့တယ်ကျွန်တော်မကိုပြန်ခွင့်မပေးနိုင်ဘူးမို့ကိုပွေပြီးအိပ်ရတဲ့ချီလာခဲ့တဲ့မျက်ခုံတွေအသားအရမိတ်ပေးလိုက်တယ်အိတ်နေတဲ့အတိုင်းပဲအသားတွေဟာနှွေးပြီးဣနေတော့အသက်မရှူတော့တဲ့လူတွေအများကြီးတွေ့ပူပါတယ်နှလုံးခုန်မှန်တွေငြိမ်သက်နေတယ်ရင်ဘတ်တစ်ခုဟာခြောက်ချစရာပဲမို့ရင်ဘတ်တွေကတော့နှွေးနေတယ်ကျွန်တော်စိတ်ထဲမှာတော့ဟာလာဟင်းလေးမို့လက်တစ်ဖက်ကိုယူပြီးခေါင်းအောင်လိုက်တယ်မို့ကိုသိန်းရက်နဲ့လေးရတော့မယ်ဗလာဟင်းလင်းပြင်ကြီးကိုခန်းစားရတယ်အသက်ရှူရတာမဟုတ်ပါဘူးစိုးနေတယ်အော်ပြစ်ချင်ပေမဲ့အသက်မထွက်လာဘူးမူဘလောက်ကြောက်နေခဲ့မလဲအင်ဆူလင်ရဲ့တန်းကိုမိုးဘလောက်အသေးအတန်ခံစားခဲ့ရမလဲကျွန်တော်ရောမိုးဘလောက်တန်းတာနေခဲ့မလဲကျွန်တော်ဘာဖြစ်နေမှာမျက်ရည်တွေကျနေသလိုပဲရှိုက်လို့မရအောင်အတန်ထွက်လို့မရအောင်မိုးရီစိတ်နဲ့ခေါ်နေတဲ့သူကိုစိတ်နဲ့ပဲပြန်ထိုးပါခမားရှိရကိုမှန်းပြီးငင်းနေပါတယ်ခမားမမြင်ရတာတော့ကျွန်တော်ကံပေါ့တစ်ချက်လောက်ဖြစ်တော့ပြုံးပြစေခြင်းနဲ့နောက်တစ်ဘဝလောက်ခမားကိုထွက်လွှမ်းနေခြင်းသေးလို့စောင်းမမရှိသေးဘူးလို့ပြောလဲကျွန်တော်ခံပါမယ်လင်းကျွန်တော်ဘလောက်တောင်ငင်းနေမိတယ်လဲမသိဘူးမရဲ့ခေါ်တံကိုကြားတယ်လှည့်ကြည့်လိုက်တော့မဟာတတိယနေခဲ့ပြီမင်းဘာတွေလုပ်ခဲ့တာလဲမရဲ့မမျက်ဝန်းတွေဟာအေးဆက်မှုန်မိုင်းနေတယ်ကိုသူ့ကိုမေးပါတယ်လင်းတို့ထွက်သွားကြတော့မယ့်အကြောင်းသူပြောတယ်မင်းရဲ့ရွေးချယ်မှုကကိုမဟုတ်ခဲ့ဘူးလေကိုမပိုင်ရရင်တော့မင်းကိုသူများလက်ထဲမပေးနိုင်ဘူးလင်းမင်းကိုချစ်နေသေးတဲ့အကြောင်းသူကပြောတယ်လုံလောက်ပြီလေလင်းမင်းသူ့ကိုရွေးခဲ့တာကိုထပ်ပိုးချစ်လို့မှမဟုတ်တာသူမရှိတော့ရင်မင်းမှာကိုပဲရှိတော့မှာအခုရောမင်းကိုရွေးလို့ရည်လားတင်းကျပ်နေအောင်ကျွန်တော်မကိုပွေ့ဖက်လိုက်တယ်မင်းမှားနေပြီမလင်းမကိုမချစ်ခဲ့တာမဟုတ်ဘူးအရန်ချစ်ခဲ့တာပေါ့ဒါပေမဲ့ဘသူကလင်းကိုစထားခဲ့တာလဲတယောက်တည်းဆိုတဲ့စိတ်နဲ့ရှင်သန်ခဲ့ရတာလင်းလေလင်းဘလောက်နာကြီးလိမ့်မယ်မတွေးမိဘူးလားဘလောက်အထိခံစားခဲ့ရမယ်ဆိုတာမသိခဲ့ဘူးလားဟုတ်တယ်လင်းမကိုချစ်တယ်အခုထိလည်းချစ်တုံးပဲဒါပေမဲ့မကိုချစ်တဲ့အချစ်တွေမှာလင်းရဲ့နာကျင်မှုတွေပါဝင်နေတယ်ကြောက်စိတ်တွေရောမို့ကိုတော့လင်းအပြည့်အဝချစ်ခဲ့တာလင်းနှလုံးသားနဲ့ရွေးခဲ့တာမဟုတ်ဘူးမဘလို့ပဲဖြစ်ဖြစ်လေအခုမင်းမရွေးချယ်စရာမရှိတော့ဘူးလားမို့မရှိရင်ကျွန်တော်မအနာပြန်ရောက်လာလိမ့်မယ်လို့မတေချာပေါက်တွက်ထားအောင်မယ်ထင်လို့ပါမရဲ့လူတိုင်းမှာတီးခြားရွေးချယ်စရာရှိပါတယ်မမေးပြားလေးကိုကင်ပြီးမော်လိုက်တယ်မမျက်လုံးတွေဟာဖူးရောင်လို့မရဲ့နှကမ်းမှာသွေးစားတွေက6ကက်စာပြူနေပြီမနှကမ်းတွေကိုဒီဇိုင်းမတ်မတ်ဆုပ်ယူပြီးနန်းတော့တုတ်ပြန်မှုကိုခံစားရတယ်မကိုကြိုးဖြီပြီးတော့လေလင်းမထွက်မပြေးပါဘူးမချောင်ပိတ်ရိုက်ခံရတယ်ဆိုတဲ့ခံစားချက်ကိုသိလားပထမတစ်ခါမကျွန်တော်ကိုကြောင်ပိတ်ထားခဲ့ပြီးအခုဒုတိယတစ်ခါကျွန်တော်မှဘာမှမရှိတော့မှမင်းမကိုတတ်မှလားလင်းကျွန်တော်မသိဘူးမိုးအနားပြန်ရောက်တော့မိုးလက်ဖြားချီပြားလေးတွေဟာအေးဆက်ဆပြုတ်နေပြီမတော်ပါနဲ့ဦးမိုးရဲ့ဟန်နီတောင်းမှန်ပါတယ်တင်းနေအောင်မို့ကိုကျွန်တော်ဖတ်တာတယ်နည်းနည်းလေးတောင့်တင်းနေသလိုခံစားရတယ်ကျွန်တော်စိတ်ထင်တာပဲနေမှာပါမျက်လုံးတွေပြားနေသလိုခံစားရတယ်မို့ပြုံးပြလိုက်သလိုလည်းခံစားရတယ်ကျွန်တော်ရှေ့ကိုကောင်းကင်တစ်ခုလုံးကဂျယ်ရီပြုံးပြီးကြွေကျနေသလိုပဲနောက်ကပြိုလဲတန်းတွေကြားရတယ်မဟာထွက်ပြေးဖို့ကြိုးစားနေတာလားကျွန်တော်မသိဘူးပြေးပြီးဖြက်ကန်လိုက်မိတာကျွန်တော်သိတယ်
လှိမ့်နေအောင်ကန်တယ်တပတ်ပြီးတပတ်မဘာမှပြန်မလုပ်နိုင်ဘူးလေကျွန်တော်လောက်တာပဲခံရမှာပေါ့ရင်ဘတ်ကိုဖြတ်ကန်လိုက်တဲ့အချိန်မတတိပြန်လစ်သွားတယ်ဒါပေမဲ့ကျွန်တော်စက္ကန်မိနေတော့မယ်သပင်တွေကနေဆွဲပြီးမောက်မို့အနာဆွဲခေါ်လာတယ်တကယ်တမ်းကျွန်တော်အရန်ပင်ပန်းနေပြီမျက်လုံးတွေအရန်ကျိန်းဆက်နေခဲ့ပြီဘေးမှာကျနေတဲ့အင်ဆူလင်ပလင်းထဲမှာအင်ဆူလင်တွေရှိသေးတယ်ပလင်းတစ်ဝက်လောက်မပေါက်ရသေးတဲ့ပလင်းကတပလင်းထဲကအင်ဆူလင်တွေကိုအကုန်ဆုပ်ယူပြီးမရဲ့လက်မောင်းတွေကိုအကုန်ထိုးသွင်းခဲ့တယ်မဟာတေးရမယ်မဟုတ်လားတေးမပဲရမှာမဟုတ်လားမိုးလက်မောင်းတွေကိုခေါင်းအုံပြီးမျက်လုံးတွေမိတ်လိုက်တဲ့ကျယ်ရီကတော့ကျွေနေတော့မဲမို့ရီကိုဘာရီဆုတောင်းရမလဲကျွန်တော်ရဲ့စိတ်တချမ်းကိုအခြားသူတစ်ယောက်ကတတ်ခဲ့ပြီးအခြားသောစိတ်တချမ်းကိုကျွန်တော်ကိုယ်တိုင်ပဲတတ်ခဲ့ပါတယ်မို့ရီဟိုးဝေးကတိမ်တွေကိုတွေ့လာအဲဒီကနေကိုယ့်ကိုစောင့်နေပါကျယ်ရီလည်းမကြွေနေတော့ဆုတောင်းတွေလည်းမပြေနေတော့ပြန်မဆုံးနိုင်တာတေးကြရင်ကိုလည်းမလွမ်းနေတော့ထမ်းဖိုးခဲ့တဲ့လေလံချင်းတွေစီကလည်းကိုထွက်ပြေးခဲ့ပါပြီစောက်ကင်ထားတဲ့အကျိုးပြက်တွေကိုလည်းလွတ်ချခဲ့ပါပြီပြစ္ဆုတ်ပံအသေးတွေရဲ့ကနှူထားဖို့ကိုလည်းကြိုးစားခဲ့ပါပြီဒါပေမဲ့ပေါ့မို့ကိုတွေ့လားကိုစောင့်နေလားအခြားသောပြစ္ဆုတ်ပံတစ်ခုမှာကိုရောမှတ်မိပါမလားပျော်ရွှင်ခြင်းမပျော်ရွှင်ခြင်းအတိတ်ပဲတတ်မှတ်မှုတွေဟာမင်းပေါ့မို့အခုတော့ကိုဟာတယောက်တည်းအသက်ရှူတိုင်းလွမ်းနေထိခိုက်နာကျင်ရသမျှကိုကြောင်ပါပဲမို့ကိုအရန်ချစ်ရတဲ့မို့ကြီးကိုတွေ့ရင်မှတ်မိပါလား24နာရီမပြေခင်မှာမို့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းအေးဆက်လာခဲ့ပြီးကျွန်တော်တောက်စရာဆေးလေးလဲကုန်ပြီးတပုတ်ပြီးတပုတ်ဆူပြခဲ့တဲ့တခြင်းတွေကိုမိုးနားထောင်နေမှာပါကျွန်တော်မမြင်ရတဲ့တနေရာကနေမမျက်လုံးတွေဟာပြူးကျနေခဲ့ပြီးတငယ်အိမ်တွေကအစသွေးခုံလုံးတွေအထိအေးဆက်နေခဲ့ပြီးစိတ်ထဲမှာဘာမှမခံစားရဘူးထုံးနေတာမျိုးစိတ်ခံစားမှုတွေဟာအဆုံးစွန်အထိရောက်သွားသလိုမျိုးဘာကိုမှခံစားနိုင်စွမ်းမရှိတော့ဘူးဂီတာကိုပေးချပြီးမို့ပါပြင်လေးကိုနှက်ဆိုင်လိုက်တယ်ကျွန်တော်ခါရီကိုဖတ်ပြီးပြန်နှမ်းလိုက်မယ်လို့ထင်နေတော့မယ်ကျွန်တော်အိတ်ချင်တယ်စိတ်ရောလူပါအရန်ပင်ပန်းနေခဲ့ပြီမဟုတ်လားဘယ်နေရာရောက်နေပြီလဲမို့နောက်ဘဝဆိုတာတကယ်ရှိခဲ့မယ်ဆိုရင်အေးချမ်းပါစေပေါ့တက်နိုင်သလောက်အခိုးငွေဖြစ်နေဖြစ်ဘေးနားမှာရှိနေပြီပါအောင်ချစ်ရဲ့တစားစီချိုးပြတ်ထားတဲ့ကလတ်တိုင်းကတစ်သားတွေကိုကျမ်းပြင်မှာမိရှို့တယ်ဒီစပူမီကျလေးဟာမိုးဝယ်ပေးထားခဲ့တာဒီအတိုင်းအိပ်ပျော်ဖို့မသေးကြဘူးဒါယာစီပင်ဆေးပြအဝါလေး3-4လုံးလောက်တောက်ဖို့လိုနေတယ်ဖြတ်ခနဲသတိရမိတယ်မို့ကျွန်တော်တိုက်ခန်းစရောက်တော့ကအိမ်မက်ဆိုရီမလို့ကျွန်တော်မို့ကိုဒီဆေးပြားလေးတွေတိုက်ခဲ့ဘူးတယ်တရိယာစရာတွေပဲမို့အတိတ်မှန်သမျှပေါ့အချိန်တစ်ခုအကြာမှာတော့မိငိမ့်သွားခဲ့ပြီးခန်းငွေ့ငွေ့ထွက်နေတဲ့မိကိုလေးတွေအပြင်ရောက်မသွားအောင်အခန်းတကာကိုလုံအောင်ပိတ်ရမယ်ကာဗွန်မိုနောက်ဆိုက်တွေဟာအနံ့မရှိဘူးတဲ့ကျွန်တော်ကတော့အဲ့လိုမထင်ဘူးမိုးရီကျွန်တော်ကိုဆောင်ပါကျွန်တော်အိပ်ပျော်သွားတဲ့အခါမိကိုငွေတွေအဆုတ်ထဲရောက်ဖို့အချိန်ဘယ်လောက်လို့မလဲကျွန်တော်မတွက်တတ်ဘူးစိတ်ထဲကဟာလာဟင်းလေးတန်းကိုကျွန်တော်မခံနိုင်တော့ဘူးမို့ဘေးနားဝင်လဲပြီးတင်းနေအောင်ဖတ်ထားတယ်မိုးကတော့ကျွန်တော်ကိုပြန်မဖတ်နိုင်တော့ဘူးမို့အသားတွေဟာအေးဆက်တောင့်တင်းစပြူလာပြီးမိုးရင်ကုန်သံတွေဟာတိတ်ဆိတ်ငြိမ်သက်မျက်လုံးတွေဆင်းလာတယ်ကျွန်တော်ပြန်မနိုးချင်တော့ကျွန်တော်အိမ်မက်မက်တယ်မိုးရဲ့ကျွန်တော်ရဲ့စနိုဝီလေးရဲ့ပြီးတော့စနိုဝီလေးကမိုးနဲ့တူတယ်ကျွန်တော်ပြန်နိုးမလာတော့တော့ဘူးထင်ပါတယ်မာရီယာလင်